Dua
ယ
Okay, we did 10 minutesလောက်ပဲရထားတယ်နော်ပြီးရင်ဘုရားဦးဇင်းရဲ့ဆရာလေးတွေဒီလိုပေါ့နော်ဒီနေ့ဒီထိုင်တယ်နော်ဆရာလေးတွေရောဓမ္မနော်ဓမ္မလေးကတော့ဘုရားနာရှင်ရဟန်းလေးနဲ့ဆရာလေးနဲ့ယောဂီကဓမ္မတော်နာနော်နားထောင်ကြတော့နော်
ခုခဏကြီး23ပေါ့နော်ဒီအတိုင်းနေရာမှာဆရာတို့ရတာဆရာတော်ဥပ္ပညာတို့ကနောက်တော့ဆရာတော်ဥပ္ပညာတို့ပြောထားတာပေါ့နော်အဲဒါတော့ဒီနေ့တော့ဒီပေါ်ပြီပေါ့နော်အဲဒီမှာတရားထိုင်နေရာမှာဥပ္ပညာတွေမှတ်ပြီးလို့ရပေါ့နော်စာမိုးလေးချနေတယ်ပေါ့နော်ဘယ်လိုတိုင်းရမလဲဘယ်လိုရမလဲဆိုတာပေါ့နော်စာမိုးပါချက်ပေါ့နော်အဲဒါတော့ဥပ္ပဆိုတဲ့အတိုင်းနဲ့အဲဆိုလိုက်ဆိုပြီးတော့ထိုင်လို့ပြီးတာပေါ့နော်အဲဒါဆိုရင်စာရအောင်နော်ဒီလေးဝင်လာတယ်အဲ့ဒါကိုပြောတော့နော်ဘယ်လိုလုပ်ရလဲနော်လိုက်ဆိုလို့ရင်ရှင်းရမယ်ပြီးတော့တိုင်ပြီးတော့နောက်လိုက်ဆိုကြတယ်နော်ကျွန်တော်တို့လည်းရတယ်ဘယ်လိုလဲနော်ပုံမှန်တိုင်းပဲနေလို့ရတယ်ဆိုတဲ့တိုင်းပဲတိုင်းပြီးတော့ကြားတယ်နော်အဲ့ဒါကိုစရအောင်တေမလေးခွေကထိုင်နေပါဘာကိုဖြောင်းဖြောင်းထားအဘတိနေတဲ့တရားထိုင်နေတဲ့ကံမှာကြောင်းနေပြီးတော့ဘာကိုဖြောင်းဖြောင်းထားနော်ဘာကြောင့်ထားရတာလဲဆိုလို့ရှိရင်အယိုးတွေကညှို့ကိုင်းလာမှာဆိုတဲ့အကြောင်းအကြိုင်မထိုင်နိုင်မှာဆိုလို့ပေါ့နော်ခုတော့ဦးဇင်းက10မိနစ်ပဲအကြိုင်မဟုတ်ဘူးနော်တမလင်ခွေကထိုင်နေပါခါကိုဖြောင်းဖြောင်းထားနောက်တစ်ခါနံပါတ်1ချက်ပါနော်ဘယ်လက်ပေါ်တွင်ညာလက်တင်စိတ်တွေမလွင့်ပါဘယ်လက်လေးပေါ်မှာညာလက်လေးပြင်ပေါ့နော်လက်မလေးတစ်ခုကိုထိထားပါပေါ့နော်။ဘာကြောင့်လဲဆိုရင်လက်ကဟိုဟာလေးဆွဲလိုက်ဒီဟာလေးဆွဲလိုက်ဟိုကိုင်းလိုက်ဒီကိုင်းလိုက်ဆိုလို့ရှိရင်စိတ်မငြိမ်တော့ဘူးနော်။အဲကြောင့်မို့ဘယ်လက်ပေါ်တွင်ညာလက်တင်စိတ်တွေမလွင့်ပါစိတ်တွေမလွင့်ပါရအောင်ပေါ့နော်။နောက်တစ်ခါနံပါတ်3ပေါ့ဓမ္မလင်ခွေကတိုင်းနေပါကောက်ဖြောင်းဖြောင်းတာဘယ်လက်ပေါ်တွင်ညာလက်တွင်စိတ်တွေမလွင့်ပါနောက်တစ်ခါနံပါတ်3မျက်စိမိတ်ခါဟောင်းတဲ့ပါနာမစိတ်ကိုထားမျက်လုံးလေးနှိပ်ခေါင်းလေးကိုပြည့်ရထားနှာခေါင်းဝမှာစိတ်လေးကိုထားရမယ်ပေါ့မိမိရဲ့စိတ်ကလေးကိုသူကပြေးလိုက်ပကြံကုန်ပြေးလိုက်ကိုရောက်လိုက်ဒီရောက်လိုက်စိတ်ကလေးပေါ့နော်နာသီဝလေးမှာထားမှာပေါ့နော်မျက်စိမိတ်ကခေါင်းတဲ့ပါနာမစိတ်ကိုထားနောက်တစ်ခါနံပါတ်4မလုတ်ဣန္ဒရေငြိမ့်ငြိမ့်နေဓမ္မာတိတွေပွားအခုဘာလို့မလဲဆိုတမာတိထူထောင်တာပေါ့နော်မလုပ်ရဘူးဣန္ဒရေရှိရှိငြိမ့်နေလေးနေရမယ်ခန္ဓာကိုယ်ကြီးရရှေ့ငြိမ့်လိုက်နောက်ငြိမ့်လိုက်ဘယ်ငြိမ့်လိုက်ညာငြိမ့်လိုက်ဆိုလို့ရှိရင်တမာတိမရနိုင်ဘူးပေါ့နော်ဣန္ဒရေမရှိရင်တမာတိကိုစောင့်တည်ဖို့ဖြစ်နိုင်ဘူးပေါ့နော်အဲဒါကြောင့်မလုတ်ဣန္ဒရေငြိမ့်ငြိမ့်နေဓမ္မာတိတွေပွားနောက်တစ်ခါနံပါတ်5ဝင်လေတွက်လေရှူကြလေမလေယောဂီများဝင်လေထွက်လေရှူရမှာပေါ့နော်မိမိရဲ့နှာခေါင်းဝမှာဝင်နေထွက်တယ်ပေါ့နာသီဝကနေပြီးဝင်နေနာသီဝကနေပြီးတော့ပြန်ပြီးတော့ထွက်သွားတယ်ပေါ့နော်အဲ့ဒါလေးကိုပွားများရမှာပေါ့အဲ့ဒါကိုပဲအတ္တတာပတ္တတာလို့ခေါ်တယ်ပေါ့နော်အတ္တတာဆိုတာဝင်နေလေပတ္တတာဆိုတာထွက်တဲ့တင်ပေါ့ဝင်လေထွက်လေကိုဦးဇင်းကိုဒါရှုတာပေါ့နော်အဲ့ဒါပါလဲဆိုလို့ရှိရင်အာနာပါနသမထသမာဓိထူထောင်ရတာပေါ့နော်အဲ့ဒါကြောင့်မို့ဉာဏ်လုံးလေးမှဲပြီးတော့ဝင်လေထွက်လေကိုနာသီဝမှာထားပြီးတော့ရှုမှတ်ဝါများကြပေါ့နော်အရှုမှတ်ဝါများရင်လည်းဒီတဲ့နေထိုက်တယ်ပေါ့နော်ကမ္မထာပေါ့ကမ္မထာကအာနာပါနကမ္မထာကမ္မတဌာနကမ္မထာနာကမ္မထာဆိုတော့ကမ္မတအလုပ်ဤဌာနတရားဌာနတဲ့အလုပ်ရဲ့တရားဌာနအဲ့ဒါကိုဘယ်လိုခေါ်တာလဲဆိုကမ္မထာလို့ခေါ်တယ်ပေါ့နော်ခုဘာလို့လုံးလဲကမ္မထာလုံးလုံးနေတာပေါ့နာတိဝမှာစိတ်ကလေးကိုထားပြီးတော့ဝင်လေထွက်လေရှုတာပေါ့နော်တမာရီထူထောင်တာပေါ့နောက်တစ်ခါဘာလဲဆိုလို့ရှိရင်တမထပေါ့တမထဆိုတာဘာပြောတာလဲဆိုလို့ရှိရင်တမေတိတိတမထောပေါ့တမေတိငြိမ်းအေးစီတဲ့ဣတိတမထို့ကြောင့်တမထောတမထမြည်တယ်တဲ့တမထဆိုတာငြိမ်းအေးစီတဲ့ဘာတွေငြိမ်းအေးစီတာစိတ်ကလေးကိုငြိမ်းအေးစီတတ်တာပေါ့နော်မိမိတို့ရဲ့စိတ်ကလေးကိုတမထကဘာတွေငြိမ်းအေးစီတာလဲဆိုလို့ရှိရင်ကာမိစန္ဒတယောပစ္စနိကဓမ္မေတမေတိတိတမထောတဲ့ကာမိစန္ဒအစရှိတဲ့ဒီဝရဏတရားတွေကနေပြီးတော့စိတ်ကလေးကိုငြိမ်းအေးစေတာပေါ့နော်တမထလို့ခေါ်တယ်ပေါ့အလွယ်မှတ်ရင်တော့
စိတ်ကိုငြိမ်းအေးစေတတ်တဲ့တရားကိုသမထလို့ခေါ်တယ်။ကာမေစန္ဒာနိဝရဏလောဘတွေဝင်လာပြီဆိုလို့ရှိရင်စိတ်ကမတည်ငြိမ်တော့သမာဓိပြတ်သွားပြီပေါ့။နောက်တော့ကဗျာပါဒနိဝရဏဒေါသတွေဝင်လာရင်မိမိရဲ့စိတ်ကလေးကမငြိမ်သက်တော့ဘူးသမာဓိပြတ်တော့မငြိမ်ချမ်းတော့ဘူးနော်။နောက်တော့ကဌိနမိတ်ဒနိဝရဏဌိနမိတ်ဒနိဝရဏဆိုတာထိုင်မိုင်းတာကိုသိချင်တာပေါ့နော်။စိတ်စေတသိက်တွေပေါ့နော်။ယုံနဲ့နာပေါ့ပြောမှဆိုလို့ရှိရင်တော့သိချင်တဲ့ထိုင်မိုင်းနဲ့ငိုက်တယ်နော်။စိတ်မပေါက်ဘူးပေါ့လေ။ဒါတော့ပြောချင်တာပေါ့။အဲ့ဒါဆိုလို့ရှိရင်စိတ်ကမအေးချမ်းတော့နောက်ကြည့်ပါဘူးပေါ့။နောက်တော့ကဥဒိစ္စပုဂ္ဂုစနိဝရဏတဲ့ဥဒိစ္စပုဂ္ဂုစနိဝရဏဥဒိစ္စဆိုတာတော့ပြန်လွင်တာပေါ့နော်။စိတ်တွေကတချမ်းခုံရောက်လိုက်လုံထဲရောက်လိုက်ဒီဘုံမောင်နှမတွေစိတ်ကူးသားခြင်းတွေတတိယလိုက်ပြန်လွင်နေတာပေါ့နော်။ပုဂ္ဂုစဆိုတာကတော့ပြောမယ်ဆိုလို့ရှိရင်ကိုပြုလုပ်ခဲ့ရတဲ့အကုသိုလ်တွေနောက်နိုင်ရဟောငါနေတဲ့ချိန်ကကုသိုလ်ကောင်းတွေလုပ်ရင်ကောင်းပါပဲဆိုပြီးတော့မလုပ်ခဲ့ရတဲ့ကုသိုလ်တွေနောင်တရနောင်တပူပန်တာဒါတော့ပုဂ္ဂုစပေါ့နော်နောက်တကဝိသိကိစ္စနိဗ္ဗာန်ဝိသိကိစ္စနိဗ္ဗာန်ကတော့ယုံမှန်တန်လျာဖြစ်တာပေါ့ဘုရားတရားတန်ခါအတို့မျိုးတရားအားထုတ်နေတာဦးဇင်းရှောက်ပြောနေတာမသိဘူးဟုတ်လားမသိဘူးဆိုပြီးတော့ဘုရားတရားတန်ခါရဲ့အပေါ်ကံကံရဲ့အကျိုးတွေရဲ့အပေါ်ယုံမှန်တန်လျာဖြစ်တာပေါ့နော်ဒါဝိသိကိစ္စနိဗ္ဗာန်ပေါ့အဲ့ဒီဝိသိကိစ္စနိဗ္ဗာန်ဖြစ်လာပြီဆိုလို့ရှိရင်တရားအားထုတ်ရတယ်မပြောတော့ဘူးပေါ့နော်တန်တရားဖြစ်တဲ့အတွက်ကြောင့်နောက်တစ်ခါအဝိဇ္ဇာနိဗ္ဗာန်သူဝင်လာပြီဆိုလို့ရှိရင်လည်းအမိုက်မောင်ပြီးတော့နော်အမှားနဲ့အမှန်ကိုဖယ်ချပြီးတော့ပြီးတော့ဒီလိုမျိုးအဝိဇ္ဇာနိဗ္ဗာန်လေးပြီးလို့ရဲ့စိတ်အန္တရာယ်မှာရောက်ရှိပြီးတော့လာပြီးမောင်ဖို့သွားရင်အမှားနဲ့အမှန်ကိုဖယ်ချပြီးတော့မတည်တော့ဘူးဆိုလို့ရှိရင်လည်းဝိဇ္ဇာနိဗ္ဗာန်တွေဖြစ်တဲ့အတွက်ကြောင့်လို့ဘာဆိုဘာမှအပိုင်းခြားတတ်တော့ဘူးနော်အဲလိုဆိုလို့ရှိရင်စိတ်ကလေးကမအေးချမ်းတော့ဘူးတဲ့အဲကြောင့်စိတ်ကလေးအေးချမ်းအောင်ဒီသမထကိုပွားများအားထုတ်ကြစိတ်ကိုငြိမ်းချမ်းအောင်လုပ်တာနော်နောက်တော့ဘာဝနာတဲ့ဘာဝိတ္တိဘာဝနာဘာဝနာဆိုတာကတော့ပွားများတာကိုမိမိတို့စိတ်ကိုငြိမ်းချမ်းအောင်လုပ်နေတဲ့တရားလေးကိုထက်ခါပွားများတာပေါ့နော်ထက်ခါပွားများမှအထုံးပါမယ်အလေးချင်းတွေရတော့မှာပေါ့အလုံးမဟုတ်ဘူးဆိုလို့ရှိရင်အလေးချင်းတွေမရဘူးအထုံးပါတော့ဘူးပေါ့နော်အထုံးပါအောင်ဦးဇင်းတော်ကပါရမီဆိုတာကဖြည့်ကျင့်ရတဲ့တရားပါရမီကုန်သွားရင်ဒီမှာဖြည့်ရတယ်ရေကိုရေကုန်သွားရင်ရေဖြည့်ရတယ်လို့မြန်မာနိုင်ငံမှာဒီမှာတော့ရေကိုလည်းမရှိဘူးထားတယ်နော်ပါရမီဆိုတာဖြည့်ကျင့်ရတဲ့တရားအခုဘာဝနာပေါ့နော်ဘာဝိတ္တိဘာဝနာပွားများပြီးတော့ဖြည့်ကျင့်ကြတယ်လို့နှလုံးသွင်းပြီးတော့မိမိတို့ဒီရှုမှတ်ပွားများအထောက်ပါ
10 မိနစ်နဲ့ပြည့်ပြီဆိုတော့ဦးဇင်းတို့မိမိတို့ပွားများအထောက်ထားတဲ့အချင်းမြတ်ပฏิပတ်တရားဖြင့်ဘုရားတရားတန်ခါကိုပူဇော်ကြရအောင်ဘုရားသားကြောင့်လက်အုပ်လေးတွေချီးပြီးတော့မိမိတို့တက္ကနာမြတ်ပွားများအထောက်ထားတဲ့အချင်းမြတ်ပฏิပတ်တရားဖြင့်ဘုရားတရားတန်ခါကိုပူဇော်ကြရအောင်ပေါ့နော်လက်အုပ်လေးတွေချီးပြီးတော့ချစ်ဖို့ပူဇော်ကြရအောင်ဣမာယဓမ္မာနုဓမ္မပฏิပတ္တိယဘုရားပူဇေမိဤသို့လောကုတ္တရာတရားဘုရားအားလျောက်ပန်သောအကျဉ်းမြတ်ပฏิပတ်တရားဖြင့်မြတ်စွာဘုရားကိုပူဇော်ပါ၏အရှင်ဘုရားဣမာယဓမ္မာနုဓမ္မပฏิပတ္တိယဓမ္မပူဇေမိဤသို့လောကုတ္တရာတရားဘုရားအားလျောက်ပတ်သောအကျဉ်းမြတ်ပฏิပတ်တရားဖြင့်တရားတော်မြတ်ကိုပူဇော်ပါ၏အရှင်ဘုရားဣမာယဓမ္မာနုဓမ္မပฏิပတ္တိယသံဃံပူဇေမိဤသို့လောကုတ္တရာတရားဘုရားအားလျောက်ပတ်သောအကျဉ်းမြတ်ပฏิပတ်တရားဖြင့်သံဃာတော်ရှင်သူမြတ်အပေါင်းကိုပူဇော်ပါ၏အရှင်ဘုရားအတ္တဣမာယပฏิပရိယဇာတိဇရာญาရိမရဏမပရိမုစ္စိတာမိဤသို့ဘုရားတရားသံဃာအပြင်ဘုဝေယအစုံတရဏဂုံတော်မြတ်တို့တရဏဂုံမြတ်သုံးပါးတို့အားလောကုတ္တရာတရားဘုရားအားလျောက်ပတ်သောအကျင့်မြတ်ဖြင့်ပူဇော်ရသောကုသိုလ်ရှိန်သောအာနုဘောတို့ကြောင့်ဘုရားတပည့်တော်တို့သည်ဘုနာသိယေဝိစေယမချုပ်ငြိမ်းရမှန်ယနေ့ဗန်သို့ရရကြောင့်ကောင်းမြတ်သောအထောက်အပံ့သည်ဖြစ်ပါစေသာအရှင်ဘုရားသာဓုသာဓုသာဓု9 နာရီနဲ့မိနစ်40ရှိပေါ့နော်အဲကြတော့9နာရီနဲ့မိနစ်40ဆိုတော့ဘယ်တော့ဦးဇင်းတို့ဘုရားရှင်ကိုမေတ္တာပို့ပြီးတော့ပါဠိနဲ့ပဲဦးဇင်းတို့အမျှဝေခဲ့တာပေါ့နော်ဟုတ်ကဲ့ဒီတစ်ခါကျတော့ဦးဇင်းကဓမ္မဒေသနာပေါ့ယောဂီပုရောဇဉ်တွေဘုံဘတ်တွေဆရာလေးတွေကဓမ္မတဝနာပေါ့နော်အဲကြတော့ပြောချင်တယ်လေဆိုလို့ရှိရင်မြတ်စွာဘုရားဟောတဲ့တရားတွေကတော့အစအလယ်အဆုံးသုံးပါးလုံးကောင်းကြပါဘူးနော်အာဒီကလျာဏနဲ့မြတ်စွာဘုရားဟောတာအစမှလည်းကောင်းတယ်မျက်စိကလျာဏအလယ်မှလည်းကောင်းတယ်ဘုရားဟောတဲ့တရားတွေနော်ပရိယောတာနာကလျာဏအဆုံးမှလည်းကောင်းတယ်ဘုရားဟောတဲ့တရားတွေကကောင်းပြီးသားပေါ့နော်ဦးဇင်းတို့ဟောကြားတဲ့အခါမှာဘုံဘဦးဇင်းနေနဲ့ဆရာလေးတွေနဲ့ယောဂီတွေပေါ့နော်နားတဲ့ညုံရောက်ချင်မှလည်းရောက်မယ်ပေါ့နော်တီးတင်တီးထိုက်တာကိုညဝေးတာပေါ့နော်ရသော်ဘုရားဟောတဲ့တရားတွေကကောင်းပြီးသားမကောင်းရင်ဦးဇင်းတို့ပဲပေါ့နော်အဲကြတော့ဦးဇင်းပြောမယ့်တရားကဘာလဲဆိုလို့ရှိရင်နံပါတ်1ဆရာတော်ကြီးတွေဟောကြားထားတဲ့တရားတွေဦးဇင်းတို့ကလည်းပြန်လည်လေ့လာ
လိုက်စားပြီးတော့ညှို့ပြပါနော်နံပါတ်1ပါလဲဆိုလို့ရှိရင်တနေ့ကိုလက်ခုပ်3ချက်တီးပါတဲ့တနေ့ကိုလက်ခုပ်ဘယ်နှချက်တီးရမှာလဲလက်ခုပ်3ချက်တီးနော်လက်ခုပ်3ချက်တီးဆိုတာအပြင်းပြေလျှောက်ပြီးတော့ဖြောင်းလို့ထားတီးခိုင်းတာမဟုတ်ဘူးနော်လက်ခုပ်ဒီဆိုတီးတယ်မလားတီးတယ်နော်ဦးစင်းလည်းတီးတယ်ဟုတ်တယ်မလားတရားဆိုတော့ကိုယ်တော်တီးတယ်သူများညှောက်ပေးတာနော်အဲကြောင့်လက်ခုပ်တီးတယ်ဆိုတာဘာပြောတာလဲဆိုလို့ရှိရင်နံပါတ်1ပထမဆုံးမနက်ခင်းမှာပေါ့နော်အဲ့ရထားပြီဆိုလို့ရှိရင်တရဏဂုံစောက်တည်ခိုင်းတာပေါ့ဘုရားတော်ဦးဇင်းတို့တရဏဂုံစောက်တည်တယ်လေဟုတ်တယ်မလားအဲဒီဆရာတော်ကြီးမဟာတရဏဂုံလို့ခေါ်တာပေါ့နော်ဘုရောမေတရဏံအញ្ញနတ္တိဘုဒ္ဓတရဏံကိစ္ဆာမိဓမ္မောမေတရဏံအញ្ញနတ္တိဓမ္မတရဏံကိစ္ဆာမိတံဃောမေတရဏံအញ្ញနတ္တိတံဃာတရဏံကိစ္ဆာမိဆိုပြီးတော့ဒါတရဏဂုံစောက်တည်ခဲ့တာပေါ့နော်ဦးဇင်းတို့ဆရာလေးတို့ယောဂီတို့ကဒီကနေပြန်သွားရင်လောက်ပါလူလောကပြန်ရောက်ကြအောင်ပါလေဟုတ်တယ်မလားအဲကြတော့ခက်ခဲတဲ့အရာမဟုတ်ပါဘူးတရဏဂုံစောက်တည်ခိုင်းတာပေါ့နော်မနဲ့အိယာထားပြီဆိုလို့ရှင်ဗုဒ္ဓတရဏကိစ္ဆာမိဓမ္မတရဏကိစ္ဆာမိသံဃာတရဏကိစ္ဆာမိခက်လားဟာမနဲ့ခင်အဲ့ဒါဆိုလို့ရှင်အလုံးနဲ့သွားတဲ့အခါမှာလည်းအနေရတင်းတယ်ပေါ့နော်နှကောင်းနှမ်းမြက်တွေလည်းချစ်ခင်မှုစောင့်ရှောက်မှုရတယ်လို့နော်အဲ့ဒါပဲတစ်နောက်တစ်ခါနေခင်းရောက်သွားပြီဆိုလို့ရှိရင်လည်းမင်းစားနားတဲ့ခါမှာသတိရတဲ့ခါမှာပေါ့နော်ဆိုလို့ရှိရင်ရောခက်လားမခက်ဘူးနော်ရတယ်မလားနောက်တစ်ခါညာခိတ်ကိတ်အောင်ယူပြီးဆိုလို့ရှိရင်လည်းပဲတရဏဂုံစောက်တီကိုကတို့ဦးဇင်းတို့ဆရာလေးတို့ကြောပြီးတို့ခက်လားမခက်ဘူးနော်ခက်ခဲရဟုတ်လားဟုတ်ဘူးဦးဇင်းတို့ကဘာကိုပုဂ္ဂကြတာလဲဘုရားဘုရားကိုပုဂ္ဂကြတာနော်ဒါဆိုလို့ရှိရင်ညာခင်းမှာလည်းအိတ်တဲ့ခါမှာကောင်းတဲ့အိမ်မက်တွေကောင်းတဲ့အတိတ်ကောင်းတဲ့နမိတ်တွေရမှာပေါ့ကောင်းစွာအိတ်တော်တွေကိုဗျာအိမ်မက်မမှတ်ရင်တော့ဟုတ်လားအခက်လားအခက်ဘူးအဲ့ဒါကိုပဲရှင်းရှင်းဆရာတော်ကြီးတွေကတနေ့ကိုလက်ကုပ်ဘယ်နှချက်တီးလို့ပြောခဲ့တာလေ၃ချက်တီးဒါဆိုမှတ်မိသွားရင်နော်ဘာကြောင့်တီးခိုင်းရလဲဆိုရင်အစ္စာပြဟောထားခဲ့တာနော်ဧဝံအစိန္ဒိယဗုဒ္ဓဓမ္မအစိန္ဒိယအစိန္ဒိယေပဒနာနံဝိပါကောဟောတိအစိန္ဒိယောဧဝံဤသို့လည်းအစိန္ဒိယမကျန်စီဗုဒ္ဓဘုရားရှင်တို့ဤဘုရားရှင်တို့ကိုအစိန္ဒိယမကျန်စီနိုင်ကုန်ဗုဒ္ဓဂုဏဘုရားရှင်ဤဂုဏ်တော်တို့ကိုအစိန္ဒိယမကျန်စီနိုင်ကုန်အစိန္ဒိယမကျန်စီနိုင်ကုန်သောဘုရားရှင်တို့၌ပဒနာနံကြည်ညိုကုန်သောသူတို့၏ဝိပါကောအကျိုးတရားသည်အစိန္ဒိယောမကျန်စီနိုင်ကုန်သည်ဟောတိမောချမသွေဖြစ်ပါပေရဲ့လို့တတလူနဲ့တို့ဆရာဖြစ်တော်မူတဲ့သုံးလောကထောထသဗ္ဗညုမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးသည်ဒေသေသည်ကရုဏာရှိရှုမေတ္တာမှုဖြင့်ကောင်းစွာမသွေဟောကြားတော်မူခဲ့ပါပေတည်းဘုရားရှင်ကိုဘယ်သူမှမလုပ်ကြံနိုင်ဘူးပေါ့နော်ဒါနံပါတ်1နောက်တစ်ခါဘုရားရှင်ရဲ့ဂုဏ်တော်တွေကိုလည်းမကြံစည်နိုင်ဘူးပေါ့ဘုရားရှင်ဟာဘေးတင်ခြင်းနဲ့ပါရမီတသိမ့်ဖြည့်ခြင်းနဲ့ကြောင့်ဘုရားရှင်ပြဏ္ဍာမဦးဇင်းတို့ပူဇော်လိုက်တာက96ခုအနာပါရဲ့လေ96ခုအိတ်လည်းရှိရနော်96ခုဆိုတာမသိရင်တော့96ခုဆိုတာလူတက်တဲ့ကောင်လေးအပိတဲ့ကောင်လေးရှောက်ပြီးပြောနေကြကြားဘူးမလားဆရာလေးတို့နဲ့ဦးဇင်းတို့နဲ့ရောက်ပြီးတော့ဦးဇင်းနဲ့အသက်မတိမ်မြိတ်နေမှာပါပဲဟုတ်တယ်မလားကြောက်ထင်ကြတာပေါ့တခြားဘာသာတွေလည်းသူတို့ရဲ့အမှတ်သားတွေရှိတယ်ဦးဇင်းတို့ဘာသာမှာလည်းအမှတ်သားပရိကြီး17တုပ်ဆိုကြားဘူးတယ်မလားအဲ့အလကားပြောတာပရိကြီး17တုပ်နဲ့တုတ်တန်တွေထုံနှုတ်ပြီးတော့ရှေ့ဆရာတော်တွေကအစီအမံလုပ်ပေးထားတာအဲ့ဒီမှာဇက်ကအတုပ်ဆိုတာရှိတယ်တရားကုံတော်ဘယ်နှပါးရှိတာလဲ9ပါးတရားကုံတော်တန်ခါကုံတော်ပေါင်းလိုက်တော့96ခုပေါင်းရင်96ခုပေါင်းရင်ကဏ္ဍလေးချောင်းတော့ရပါလေ24ပါအဲ့တို့ကြောင့်ဘုရားတော်ကဦးဇင်းတော်24ပစ္စည်းမပူဇော်ခဲ့ဘူးလားပူဇော်တယ်အဲ့ရဲ့ရှေ့မှာ24ပစ္စည်းရဲ့ရှေ့မှာဘာပူဇော်ခဲ့တာလဲဦးဇင်းတော်ကတန်ဖို့တွေပူဇော်ခဲ့တာမဟုတ်လားဒီဗုဒ္ဓမဗုဒ္ဓတဆူရမောဒင်းကာဝါလူတဲစုမကပွင့်တော်မူတဲ့ဘုရားရှင်ကိုပူဇော်တယ်ပူဇော်တဲ့အတွက်ကြောင့်မို့ဘုရားရှင်ရဲ့အသက်ကိုလည်းဘယ်သူမှမကြံစည်နိုင်ဘူးနောက်တစ်ခါဘုရားရှင်ရဲ့ဂုဏ်တော်တွေလည်းမကြံစည်နိုင်ဘူး
အဲ့ဒီလိုမျိုးမကြံစည်နိုင်တဲ့ဘုရားရှင်ကိုကြည်ညိုကြတဲ့သူတွေဟာဆိုလို့ရှိရင်လည်းပဲဝိပါကောဟောဒီအစိမ့်တိရောတယ်အကျိုးတရားတွေကလည်းမကြံစည်နိုင်မှုတွေအများကြီးရတယ်ပြောချင်တာပေါ့နော်ဘုတို့တရားရှိခင်စိတ်ကောင်းဝင်တဲ့သူတွေကဘုရားတရားတန်အောင်ကိုယ်ဝယ်လားကိုယ်ဝယ်လားကိုယ်ဝယ်တဲ့ကြောင့်ဘုဒီအတိတွေဒီတရားတွေကအကျိုးပေးမယ်ဆိုလို့ရှိရင်အကျိုးတရားတွေမများဘူးလားများလားဒါဟိုပဲတနေ့ကိုလက်ကုပ်ဘယ်နှချက်တီးခိုင်းတာလဲ၃ချက်တီးခိုင်းတာဟုတ်ပြီနော်မှတ်ပြီးသွားရင်နော်ဘယ်နဲ့မှကို6ကိုဆိုလည်းတီးသွားရင်နော်ဒါဥစဉ်တို့ရဲ့အထွတ်မြတ်ထားတယ်ကျရဏ၃ပါးကိုဆိုလိုတာပေါ့နော်ကို6ကိုပဋ္ဌာန်း24ပြည့်စုံတဲ့တီးတယ်ပဋ္ဌာန်းတရားဆိုတာအလံလေးတွေ့တယ်သာသနာအလံလေးတွေ့ရနော်ပဋ္ဌာန်းတရားမြတ်စွာဘုရားအခုရောင်ကြီးတော်တွတ်တယ်ဆိုဘုရားကိုယ်တွေ့ဘူးတယ်မလားရောင်ကြီးတော်တွတ်တယ်ဆိုတာဘာကြောင့်ရောင်ကြီးတော်တွတ်တာလဲပဋ္ဌာန်းတရားကိုစင်ကျင်သုံးသပ်တဲ့အခါကျမှရောင်ကြီးတော်ရရောင်ကြီးတော်ဘယ်နှပါ6ပါနီလာအားရောင်လဲပြာရောင်အဝါရောင်အနီရောင်အဖြူရောင်ဒိန်ဝါရောင်နောက်တစ်ခါပပ္ပတရပြိုးပြိုးပြက်ပြက်အကြောင်းပေါ်တာပေါ့စက်ကြားရောင်လည်းသုံးတာပါ6ရောင်ရှိတယ်နော်ပဋ္ဌာန်းတရားကိုစင်ကျင်တဲ့အခါမှာအဲ့ဒါကြောင့်မို့ကို6ရဲ့ဒစိလေးတွေလိုကိုလေးတွေအလုံးမှာရှာကြည့်တွေ့လိုက်တယ်ပေါ့နော်ဒါတော့ဒါဆိုတနေ့လက်ကုပ်3ချက်တီးပြီးသွားပြီနော်နောက်တစ်ခါနံပါတ်2ငါဟင်းများများစားပါတဲ့ဗါတယ်လေငါဟင်းများများစားရိုးစုမှာဘောအရှင်များငါမကြိုက်ဘူးဆိုမှဟုတ်လားဒီလိုငယ်တော့ငါမကြိုက်ဘူးရိုးစုလို့မကြောက်နေပါဘူးဒီလိုကဘုံလာသားတွေဆိုတော့မကြောက်ပဲပေါ်တာလေငါရှားတယ်ငွေရလည်းငါချောင်းရည်ပါတာမဟုတ်ဘူးအဲဘော်ဒီဆောင်ကြောက်ကရွှေဘူးဘုရားကြောက်ပြီးကြောက်မှာပေါ့နော်အချောင်းလည်းနောက်ကျလာနေကြတယ်ဟုတ်လားနော်ရောက်တယ်ဆိုလို့ရှိရင်ဝင်းကြီးကိုတန်ဖို့တွေဘုရားရောက်တယ်ဆိုလို့ရှိရင်အောင်သာနော်တော့ပြောလို့ဘယ်ရင်ကုန်တိတယ်ဘုရားထဲမှာစေရောက်တဲ့လူကိုအစင်းတို့ရွာလို့ပြောနော်ထားတော့အဲ့ဒါတော့ပြောချင်တာဘာလဲဆိုတော့ငါဟင်းများများစားငါဟင်းများများစားဆိုတော့ဘာပြောတာလဲဆိုရင်၅ပါးသီလကိုထိန်းခိုင်းတာဘယ်နှပါးသီလထိန်းခိုင်းတာလဲ၅ပါးသီလကိုထိန်းခိုင်းတာဟုတ်ပြီနော်လူရုံ9ဟုတ်ရလားအဲ့ဒီ၅ပါးသီလကိုလုံခြုံနေဆိုလို့ရှိရင်လက်ပြနိဗ္ဗာန်ကိုရောက်နိုင်ပါတယ်တဲ့ဒါသီလပေါ့နော်ဘာကြောင့်လဲဆိုလို့ရှိရင်ဒီသီလဟာစင်ကြင်မဲ့လုံခြုံအောင်ထိမ့်မဲ့ဆိုလို့ရှိရင်မြတ်စွာဘုရားဘယ်လိုမျိုးပြောတာလဲဆိုသီလကနေပြီးဒါနဖြစ်သွားတယ်သဗ္ဗုဒိတာဒါနဘာဒါနလဲသဗ္ဗုဒိတာဒါနသူတော်ကောင်းတွေပဲလုံနိုင်တယ်သူရုပ်မှမလုံနိုင်ဘူးပေါ့ဗျာပြောချင်တာနော်ပဏာတိပါဒသူများအသက်မှာတက်ချင်းမှာမရှောင်ကျုံလားရှောင်ကျုံရှောင်ကျင်တာဒီခေတ်မှာတော့ဘူဖေးတို့ဘာတို့ညာတို့အကောင်ပတောင်လေးအရှင်လေးတွေမှာရတာရှိရဆိုဗျာအဲ့လိုမျိုးသွားစားတွေ့ဘူးတယ်မလားသူများကြတော့စားကျင်လိုက်တာဝါကျင်လိုက်တာကိုရောက်တော့အလေးနဲ့တိလေးနဲ့ထိုးတာမနာဘူးလားနာလားစေလို့လို့ရှိဦးစိုးလည်းကြောက်တယ်ဘာမှတော့မဟုတ်ဘူးဗျာနော်နည်းနည်းတွန့်တာပေါ့ဗျာနော်အဲ့ကြတော့သူများအသက်ကိုညင်မနှိမ့်ဆက်မယ်ဆိုလို့ရှိရင်ကိုယ့်အသက်ကရှင်းနိုင်မှာမလားရှင်းနိုင်ဘူးနောက်တော့သူများဥစ္စာတွေခိုးနေမယ်ဆိုလို့ရှိရင်လည်းပဲကိုယ်မှဒီဘဝမှာစီးပွားဥစ္စာတွေကရှာရင်ရှာတော့ဖြစ်နိုင်မှာမလားဖြစ်နိုင်ဘူးကမ္မကုံတွေပေါ်လဲမှားနေမယ်ဆိုလို့ရှိရင်လည်းပဲလူတော်ထဲမှာတိုးနိုင်မှာမလားတိုးနိုင်ဘူးဂုံကျက်တွေမရှိတော့ဘူးနောက်တစ်ခါလိမ်လည်ပြီးတော့ပြောနေမယ်ဆိုလို့ရှိရင်လည်းပဲကိုယ်မှမှန်ကန်တဲ့သူတွေနဲ့ဆက်ဆံရနိုင်မှာမလားအဆက်ဆံနိုင်ရဘူးလိမ်နဲ့ညာတဲ့အတွက်ကြောင့်တရားတပေါင်းမှုတွေကျင်ဆိုင်ရတတ်တယ်ပေါ့နော်နောက်တစ်ခါနံပါတ်5ဒီတရားတွေတောက်နိုင်မယ်ဆိုလို့ရှိရင်ဒီကကြက်ပြပါမလားမပြေဘူးငိုယူနေတော့ဘယ်သူကလေးသားမှာတော့ဟုတ်တယ်မလားအဲ့တော့ကြောင့်မို့တို့တရားဓမ္မတို့တရားချက်နဲ့စိတ်ကောင်းဝင်တဲ့သူတွေငါဟင်းများများစားဗါတယ်လေငါဟင်းများစားဒါကြောင့်ငါဟင်းများများစားရတာလေဆိုလို့ရှိရင်အသက်ကတော့ရှေးပါရဲ့ဘုရုမွဲရှင်တော့မွဲရှင်ဘူးနော်သူကချမ်းသာနေတာဟုတ်တယ်မလားအသက်လေးကတော့ရှေးလိုက်ပါလေမွဲတာချက်တူများမယ်ကြည့်ချင်လားအသက်ကလည်းရှေးပါတယ်နော်အသက်ကလည်းရှေးတယ်ချမ်းလည်းချမ်းသာပါတယ်နော်နောက်တစ်ခါရောက်တော့ပြောဆိုလို့ရှိရင်ချမ်းသာတယ်ပေါ့ဗျာအသက်ကတိုးမယ်အသက်မတိုးတော့မှအလေးချိုးချမ်းသာပြီးတော့ကိုယ်လက်အင်ကမစုံပြီးတော့ယောဂပိုလီယိုဆွဲနေတယ်မတွေ့ဘူးလားတွေ့ဘူးလားချမ်းသာပြီးတော့ပြောမယ်ဆိုလို့ရှိရင်ကိုယ်အင်ကချိုးရင်ယောဂတွေနှိမ့်ဆက်တဲ့ဒီလိုဖြစ်ချင်တာမဖြစ်ချင်ရင်ပါဏာတိပါဒအရိဏဒါနမထိန်အောင်လည်းထိန်ရမှာနောက်တစ်ခါအသက်ရှိတယ်ချမ်းသာတယ်သူတော့မတိုးဘူးဆိုရင်ဖြစ်ချင်မှာမလားဖြစ်ချင်ဘူးလူတိုင်းမှာကိုယ့်ရဲ့ဂုဏ်သတင်းလေးတော့
မမွေးချင်လားမွေးချင်လားဘုံသတင်းမွေးချင်တယ်ဆိုရင်လည်းဘာထင်ရမှာလဲကာမဂုဏ်ထင်ရမယ်ဟုတ်လားမပြေသေးဘူးလေမသုံးမှပဲရှိတယ်နော်နောက်တော့ကအတလည်းရှိတယ်ချမ်းသာတယ်ပြောမှဆိုလို့ရှိရင်လူကြီးလူကောင်းနဲ့ဆန်တယ်ပေါ့ကာမဂုဏ်တွေအမှားတဲ့အတွက်ကြောင့်ပေါ့နောက်တော့ကလိမ့်တယ်ပြီးတော့ကိုကပြောမယ်ဆိုလို့ရှိရင်တော့ပဲတရားတစ်ပေါင်းနဲ့ရင်ဆိုင်ရအောင်လဲရင်ဆိုင်ရမှာလေချို့ဘုံကြီးရှိတဲ့လူတွေဟိုရှောက်ပြောနေနေတဲ့အတွက်ကြောင့်မို့တရားတစ်ပေါင်းနဲ့ရင်ဆိုင်ရအောင်လဲရင်ဆိုင်ရတယ်ကိုယ်နဲ့ဆက်ဆံတဲ့လောက်ကိုင်းတဲ့သူတွေလည်းအမှန်တရားပြောတဲ့သူတွေလည်းတွေ့ရပါမလားတွေ့ရအောင်အဲ့လိုတွေ့ခြင်းနဲ့ဆိုလို့ရှိရင်ဗာတိုင်းရမှာလဲမုဒ္ဒဝါဒထိုင်ရမှာပေါ့အသက်ရှိတယ်ချမ်းသာတယ်ဂုဏ်သတင်းကြော်ကြားတယ်ကိုယ့်ရဲ့ဩဇာကဒူတွေဒူမတွေကြီးတွေအတော်တွေအိမ်မှာဆိုလို့ဘယ်လိုဩဇာရှိတယ်မရှိလားရှိလားဘသူပြောမှရတာဆိုတာဘာကြောင့်လဲမုဒ္ဒဝါဒကိုထိန်းလို့ဟုတ်ပြီလားနားလည်နော်နောက်တော့အဲ့လိုတော့အစဉ်ကတော့ပြင်းနေပြီအသက်ရှိတယ်ချမ်းသာတယ်ဂုဏ်သတင်းကြော်ကြားတယ်ဩဇာလည်းညောင်းတယ်တေးရက်တောက်တာလည်းကြောင့်ဒီဘဝမတောက်တော့အရင်ဘဝတောက်ခဲ့တဲ့ကြောင့်လူကချက်မပြည့်တဲ့သူတွေတွေ့ဘူးလားအဲ့ဒါ10ပြားစီ9ပြားစီတော့လွတ်နေရတယ်လေနော်တွေ့ဘူးလားမလားအဲ့လိုပဲဖြစ်ချင်တာမဖြစ်ချင်ရင်မထိန်ရမှာလေတေးရက်တောက်သုံးခြင်းထိန်ရမှာပေါ့ဒါဘာဒါနလို့ခေါ်တာလေမဟာဒါနဘာဒါနလဲဒါနဆိုရင်မြတ်စွာဘုရားအမိပေးပြီးတော့ဟောထားတာနော်အဲ့ဒါကြောင့်ကိုဒီနေ့ကိုဘာဟင်းစားရမှာလဲဘာဟင်းများများစားတဲ့ဝတ္တံအပရိပူရင်တော့တိလန္နပရိပူရတိအတုဒ္ဒတိလောဒုက္ခညောစိတ်တွေကက္ခံနဝိန္ဒတိတဲ့ဝတ္တံတဲ့ဝရှိဝိငယ်တို့ကိုအပရိပူရင်တော့မဖြစ်ကျင်သောယဟန်သာမဏေလူပုဂ္ဂိုလ်တို့သည်ဝတ္တံအပရိပူရင်တော့တိလန္နပရိပူရတိတိလကိုနပရိပူရတိချစ်ကျင်သည်မမြည်ဘူးတဲ့ဝကြီးဝင်းငယ်တွေမလုပ်တဲ့လူဟာတီလာစောက်တီတာမမြည်ဘူးတဲ့နော်နောက်တကအတုဒ္ဒတီလောဒုက္ခညောစိတ်ဧကခဏဝိန္ဒတိဒုက္ခညောပညာနဲ့သောယဟန်တာမဏေလူပုဂ္ဂိုလ်တီးတဲ့အတုဒ္ဒတီလောမစင်ကြယ်ဘူးတဲ့မစင်ကြယ်တော့ကြောင့်စိတ်ဧကခစိတ်ရဲ့ငြိမ်သက်တည်ခြင်းချင်းကိုနဝိန္ဒတိမရနိုင်ပါဘူးဆိုပြီးတော့မြတ်စွာဘုရားကဘုရားဒေသနာတော်မှာဟောကြားထားခဲ့တာပါနော်အလွယ်တွဲရမယ်ဆိုရင်လှုပ်တင်တာကိုမလှုပ်ဘူးမလှုပ်တင်တာကိုလှုပ်မယ်ဆိုလို့ရှိရင်စိတ်ကတည်ငြိမ်နိုင်မှာမလားမတည်ငြိမ်နိုင်ဘူးတဲ့လှုပ်တင်တာကိုလှုပ်ရမယ်မလှုပ်တင်တာကိုမလှုပ်ရဘူးနော်တီလာဆိုတာလှုပ်တင်တာကိုလှုပ်ခြင်းမလှုပ်တင်တာကိုရှောင်ခြင်းဒါတီလာပဲဟုတ်ပြီလားကြာဖို့ဒီမှာပေါ့စာရိတ္တတီလာဝါရိတ္တတီလာစာရိတ္တဆိုတာချစ်ချင်းရလှုပ်တင်လှုပ်ထိုက်တဲ့တာချင်းဝဲမရချင်းဝဲမရှိဘူးလားရှိလားမိတ်ဆွေချင်းဝဲမရှိဘူးလားလှုပ်တင်လှုပ်ထိုက်တာတွေကိုလုပ်ရမယ်ဝါရိတ္တသီလဆိုတာဒါတွေကမကောင်းဘူးဆိုပြီးမြတ်စွာဘုရားဟောကြားထားခဲ့တဲ့ကြောင့်မရှောင်ကျင်အောင်လားရှောင်ကျင်ရမှာရှောင်ကျင်ရမှာနော်အဲ့ဒါကိုဘာလို့ခေါ်တာလဲသီလကိုခေါ်တယ်ဟောလှုပ်တင်တာကိုလှုပ်ပါမလှုပ်တင်တာကိုလှုပ်နဲ့လှုပ်တင်တာတွေမလှုပ်ဘူးဆိုလို့ရှိရင်ရတင်တာတွေရနိုင်မှာမလားမရနိုင်ဘူးတဲ့မလှုပ်တင်တာတွေကိုလှုပ်တယ်ဆိုလို့ရှိရင်လေမှားမှားယွန်းယွန်းပြုလုပ်တဲ့အတွက်ကြောင့်ကိုရတင်ရထိုက်တဲ့အကျိုးတရားတွေကရနိုင်မှာမလားမရနိုင်ဘူးတဲ့အဲ့ဒါကိုဘာလို့ခေါ်တာလဲတိလလို့ခေါ်တယ်တဲ့လှုပ်တင်တာကိုမလှုပ်ရင်ရတင်တာကိုမရဘူးမလှုပ်တင်တာတွေလှုပ်မယ်ဆိုရင်မှားမှားယွန်းယွန်းလုပ်တဲ့အတွက်ကြောင့်ကိုအကျိုးတရားတွေကလည်းမရဘူးတဲ့အဲ့ဒါကလှုပ်တင်တာကိုမလှုပ်ခြင်းနဲ့မလှုပ်တင်တာကိုလှုပ်ခြင်းကအပြစ်ကအတူတူပဲဆိုပြီးတော့ဘုရားရှင်ကဟောကြားထားခဲ့တာဒါပါတဲ့လေဒီလားငါရင်များစားလို့ပြောတာမှတ်ပြီနော်နောက်တစ်ခါနံပါတ်3ကဘာလဲဆိုလို့ရှိရင်ရေအေးများတောက်ပါဗါနဲ့လေမှတ်ပြီရနော်နံပါတ်3ဗါနဲ့လေဟောရေအေးများတောက်တယ်လို့အဲ့တို့လာအိုကဘုလုံးကိုသူရင်ရေတွေအများကြီးတောက်ပိုင်းနေပြီးတယ်လို့ဒီလိုမျိုးမတွေးနဲ့ဒီလိုမျိုးမထင်နဲ့ပေါ့နော်ရေအေးများတောက်ပါဆိုတာမင်းတွေးသွားတာသိမှာပေါ့နော်ဘောလုံးကန်နေမောပေါက်နေရောဗျာနှလုံးခုန်နေတာမြင်နေတာဒီရဲ့ကြီးအေးလေးတောက်လိုက်တဲ့အခါမှာတော့လို့ရင်မီးပြေလောင်းနေတယ်ပြကြပါဆိုမီးကြီးပဲတွေရေးနေတယ်ရေးပြလိုက်ရှဲဆိုရင်အခါလဲသူဖြစ်သွားတာမလားအခုလည်းအဲ့တိုင်းဆော့ဖြစ်သွားတာပါဗျာဒါ
ပြောမယ်ဆိုလို့ရှင်လည်းတက်တက်ကုန်တယ်လို့ပြောမယ်ဆိုရင်လည်းပြောလို့ရတာပေါ့နော်အသက်ကိုညံဆောင်ဥစ္စာကန်ဆောင်တာထားလိုက်လို့ဒါတွေရှင်းနေတယ်နော်အဲ့ဒီကြောင့်မို့ရေကများများတောက်ဆိုတာကအပြင်ဘက်မှာရှိတဲ့ရေခဲရည်တွေတောက်ခိုင်းတာမဟုတ်ဘူးရေများများတောက်ဆိုတာမေတ္တာများများပွားလို့ပြောတာဘာပွားခိုင်းတာလဲမေတ္တာပွားတယ်ဆိုတာဘာပြောတာလဲဆိုလို့ရှင်မေတ္တာဘာဝိတ္တဘာဒေါတတဘာဟာနာယမေတ္တာပွားတယ်ဆိုတာရှင်ထဲမှာရှိတဲ့ဒေါသတွေငြိမ်းအောင်လုပ်တာဒီထဲမှာရှိတဲ့ဒေါသတွေငြိမ်းအောင်လုပ်တာဒီထဲမှာရှိတဲ့ဒေါသတွေရှင်ထဲမှာရှိတဲ့အပူတွေကိုငြိမ်းအောင်လုပ်တာအဲ့ဒါကိုဘာလို့ခေါ်တာလဲမေတ္တာပွားတယ်ရေအေးများများတောက်ပါလို့ပြောတာပေါ့နော်ရေအေးများများတောက်ခိုင်းတာဘာကြောင့်မေတ္တာပွားခိုင်းရတာလဲဆိုလို့ရှိရင်မေတ္တာအကျိုးဘယ်နှမျိုးလဲ17မျိုးဟုတ်တယ်မလားမေတ္တာအကျိုး17မျိုးရှိတယ်ဒါတွေကထားလိုက်တော့ခုနကမှဦးဇင်းတို့မေတ္တာပို့တဲ့အခါမှာလဲမေတ္တာသုံးမှလာတယ်မေတ္တာပို့နည်းဘယ်နှနည်းလဲ17နည်းနဲ့ဦးဇင်းတို့ပို့တာလုံးစုံများစွာစပြီးတော့ဟုတ်ပြီနော်အဲမေတ္တာသုံးထဲမှာလာတဲ့ဟာတွေပဲမေတ္တာသုံးကသစေတွေနိုင်တယ်တရေတွေနိုင်တယ်ဥစ္စာဆောင်နေဟုတ်လားနမိတ်တာနှဆုံးနေနိုင်တဲ့ဟာမဟုတ်ဘူးမေတ္တာပေးတာဘာလို့လဲမေတ္တာပေးတာဟုတ်တယ်မလားမေတ္တာဆိုတာအလျားအနံတော့မရှိဘူးအသွားအပြန်တော့ရှိတတ်ပါတယ်အသွားအပြန်ရှိပါတယ်ပေါ့နော်မေတ္တာဆိုတာဘာလဲလဲအလျားအနံမရှိဘူးဘာရှိအသွားအပြန်ရှိတယ်ဒါလေးမှတ်ထားဟုတ်ပြီနော်မေတ္တာဆိုတော့အလျားအနံမရှိဘူးအသွားအပြန်ရှိတယ်ဒီထဲမှာရှိတဲ့ဒေါသတွေကိုငြိမ်းအောင်လုပ်တာကိုကလည်းဒေါသတွေထွက်ပြီးတော့သူ့ကိုစိတ်ဆိုးစိတ်ကောက်စိတ်တူနေတာဟိုကသိချင်မှသိမှာလေဟုတ်တယ်မလားဒေါသဖြစ်လာရင်ဆိုရင်ဘယ်သူကအရင်ပြည့်စည်အောင်မိမိကိုယ်ကအရင်ပြည့်စည်တာဘယ်သူရင်ပြည့်စည်တာလဲလက်တွေတုံးခြေတွေတုံးအသားတွေဆက်ဆက်ဖြစ်ဟုတ်တယ်မလားမဲတဲ့သူဆိုရင်ကိုမဲသူလည်းဆိုလို့ချင်းဒီဆက်ဆက်နဲ့ဟုတ်တယ်မလက်တွေခြေတွေတုံးပြီးတော့ဖွေးနေတဲ့ဟာလေးကဒီကြောင်သားဖြစ်သွားတာပေါ့နော်ကြည့်လို့မကောင်းတော့ဘူးနော်ဘာလဲဆိုလို့ရှိရင်ဒေါသကဘယ်သူ့ကိုအရင်ပြည့်စည်တာလဲကိုအရင်ပြည့်စည်တာလောဘောအဋ္ဌာဏသာနာတိဒေါသောအဋ္ဌာဏသာနာတိဒေါသတွေဖြစ်လာရင်လို့ရှိရင်အကြောင်းအကျိုးအကောင်းဆုံးဖွင့်ချနိုင်လေလားဖွင့်ချနိုင်အဲ့ဒေါသလေးကိုဘာနဲ့ထိရမှာလဲမေတ္တာရှိအေးနဲ့ထိရမှာဘာနဲ့ထိရမှာလဲမေတ္တာရှိအေးနဲ့ထိရမှာမိကိုမိနဲ့ထိလို့ရပါမလားမိကိုဘာနဲ့ထိရမှာရှိနဲ့ထိရမှာအဲ့ဒါကိုဘာလဲလဲရေအေးများများတောင်းလို့ပြောတာမမေ့ပြီနော်နောက်တစ်ခါပြန်ပြောကြည့်မယ်နံပါတ်1ကပထမဆုံးပြောခဲ့တာဘာလဲလဲလက်ခုပ်သုံးချက်နော်မမေ့ရနော်နောက်တစ်ခါနံပါတ်2ဘာလုပ်ခိုင်းတာလဲမမေ့ရနော်ဒါတိတိထိုက်ကြတယ်အကုန်လုံးသိနေရလဲနံပါတ်3ဘာလုပ်ခိုင်းတာလဲဟုတ်ပြီနော်မေတ္တာပို့ခိုင်းတာနောက်တစ်ခါနံပါတ်4ကဘာလုပ်ရမှာလဲဆိုရင်ဒုတ်3ချောင်းထောင်အဲ့ဒါလေဒုတ်3ချောင်းထောင်ခိုင်းတယ်ဆိုတော့ငါတို့ကအဖိုးကြီးမှမဟုတ်တာခုမှဒါဒုတိယအရွယ်ပေါ့ဒီထဲမှာရှိတဲ့ဒုတိယအရွယ်ပေါ့ဒုတိယကိုအရွယ်3ပါရှိအရွယ်ဘယ်နှပါလဲပထမအရွယ်ကအမေဘွယ်မိုက်ကနေထွက်လာပြီးတော့အသက်25ထိပထမအရွယ်25ကနေပြီးတော့50အထိကိုဒုတိယအရွယ်50ကနေ85ထိကိုဘာအရွယ်လဲဒါဝဲ85နှစ်တန်းလို့မပြောဘူးလားပြောရနော်ခုဆိုလို့ရှိရင်ဒါအသက်20ကျော်တဲ့လူတွေရှိတယ်25နှစ်ကျော်တဲ့လူတွေဟုတ်တယ်မလား30ရောက်30ကျော်နေပြီဟုတ်တယ်မလားအဲကြတော့ဒုတိယအရွယ်ရောက်လာပြီပေါ့နော်ဒုတိယအရွယ်ရောက်လာတဲ့အခါမှာဘာလဲဆိုတော့ဒီနေ့ကိုဒုဗ္ဗ 2 ချောင်းထောက်ခိုင်းပါလေ3 ချောင်းထောက်ခိုင်းတာမတို့ကတန်တန်မာကြီးရှိပြီးကျမ်းမာကြီးကောင်းနေတာဦးသိန်းကဘယ်လိုလုပ်3 ချောင်းထောက်ခိုင်းရတာအဖိုးကြီးတို့ဘွားကြီးတို့တောင်မှတကယ်မကောင်းရင်ဒုဗ္ဗ 2 ချောင်းပဲထောက်တာ2 ချောင်းဒါပေမဲ့ခုခေတ်ကတော့ဒီပညာတွေတိုးတက်သွားတော့ပါလေ4 ချောင်းထောက်ရင်မတွေ့ဘူးလားတွေ့ဘူးရမလားဝါတော့ကြီးတို့လမ်းသွားဆိုကိုကနေသွားတာပေါ့နော်အဲ့ဒါကိုပြောတာမဟုတ်ဘူးဒုတ် 3 ချောင်းထောက်ဆိုတာမိမိတို့ရဲ့ခန္ဓာကိုယ်ကြီးကိုဒါတရားအတွင်းတရားအထုတ်တယ်တရားပွားတယ်ဆိုတာခန္ဓာကိုဉာဏ်ရောက်ပြီးတော့ဉာဏ်မျက်စိနဲ့ကြည့်တာပေါ့ခန္ဓာကိုနော်ခန္ဓာကိုဘာနဲ့ကြည့်ရလဲမျက်စိနဲ့ကြည့်တာဒါဆရာတော်ဘုပညာတို့ဘူရိယတို့နောက်ကြဥရသာတို့ပြောတာပေါ့နော်ဘုရားကအဲ့လိုပြောတယ်ထားအဲ့ကြတော့ဘာပြောချင်တာလဲခန္ဓာကိုဉာဏ်မျက်စိနဲ့ကြည့်ဒုတ် 3 ချောင်းထောက်ခိုင်းတာဒုတ် 3 ချောင်းထောက်ဆိုတာနံပါတ်1ဘာလဲဆိုလို့ရှိရင်ကိုချင်းတရားဘာလဲလဲကိုချင်းတရားဆိုတဲ့ဒုတ် 2 ချောင်းကိုချင်းတရားဆိုတဲ့ဒုတ် 2 ချောင်းလဲ1 ချောင်းဇရာဓမ္မောမိဇရဏတိတောတိအဘိဓမ္မပစ္စဝကိတ္တပ
ဒါကမြတ်စွာဘုရားအဘိဓမ္မာသုံးမှာဟောတာဘာပြောတာလဲဆိုလို့ရှိရင်ပူခြင်းတရားကိုဦးစင်းလည်းမလွန်ဆန်နိုင်ဘူး။လုံးလုံးပဲဦးစင်းလည်းမလွန်ဆန်နိုင်ဘူး။ဆရာလေးလို့လည်းမလွန်ဆန်နိုင်ဘူး။တရားအထုတ်တဲ့ယောဂီတွေလည်းမလွန်ဆန်နိုင်ဘူး။လွန်ဆန်နိုင်လား။မလွန်ဆန်နိုင်ဘူး။တပြေးပြေးနဲ့ဦးစင်းရဲ့ခန္ဓာကိုယ်ကကျိုးလာတာလား၊အိုးလာတာလား။ကိုချင်းကိုလွန်ဆန်နိုင်လား။လွန်ဆန်နိုင်ဘူးလေ။တရားကြည့်ကြည့်ပေါ့ကိုခန္ဓာကိုယ်ကဟုတ်တယ်မလား။ကိုခန္ဓာကိုယ်ပိုင်းနဲ့ဆိုင်နေလို့ထင်တာ။အပြားပြားလေးနဲ့မနာပြားလေးနဲ့ပြောရတာ။မရဘူး။ဟုတ်တယ်မလား။သွားနေကြတာ။ဘာလို့နေကြရလဲသွားနေကြတာဘယ်ကိုသွားနေရလဲကိုချင်းတရားစီသွားနေတာဟုတ်တယ်မလားအဲ့ဒါကြောင့်ကိုချင်းတရားကိုဆင်ခြင်ပြီးတော့ကိုချင်းတရားမလိုလားလဲထင်ရှားရောက်လာပူတတ်ပါ၍သူကဆင်ခြင်မအိုခင်ကြိုတင်ကုသိုလ်ရှာရမည်တဲ့ကြိုတင်ပြီးတော့ကုသိုလ်တွေမရှာရောက်လားရှာရမှာလားရှာရမှာခန္ဓာကိုယ်ကြီးကမအိုတတ်ဘူးလားအိုတတ်ကိုတဲ့အတွက်ကြောင့်ကိုချင်းတရားတွေခန္ဓာကိုယ်မှာရောက်ရှိပြီးမလာခင်အရှာရမှာလဲတရားရှာရမယ်ကုသိုလ်ရှာရမယ်ဟုတ်တယ်နော်ဒါနံပါတ်1နောက်တစ်ခါနံပါတ်2ဒုနာခြင်းတရားကဗျာတိဓမ္မောပိဗျာတိအနတ္တိတောတိအဘိဓမ္မာပစ္စဝပိတ္တဗံတဲ့နာခြင်းတရားတွေကိုလည်းပဲလွန်ဆန်နိုင်ရလားမလွန်ဆန်နိုင်ဘူးလေဟုတ်တယ်မလားကြီးမှအိပ်ရတဲ့ရောက်မှတေကန်ဒီမှနာတယ်လို့မထင်နဲ့ဖြားတဲ့အခါမှာလည်းမနာတဲ့ဘူးလားနာတတ်လားနာတတ်တယ်နော်သူတိုင်းနာခြင်းလားမနာခြင်းမဲနဲ့နားနေတာခန္ဓာကိုယ်ကြီးကသူ့သဘောသူမစောင်းနေဘူးလားစောင်းနေသလားရုပ်နဲ့နာဟုတ်တယ်မလားမနာခြင်းမဲနဲ့နားနေတာဦးဇင်းတို့လည်းမနာခြင်းဘူးတို့တရားအခြေခံစိတ်ကောင်းဝင်တဲ့သူတော်စင်တွေလည်းနာခြင်းလားမနာခြင်းဘူးဘယ်နာခြင်းမှမလဲဟုတ်တယ်မလားချမ်းသာသာလေးနေကြတာပေါ့ဟုတ်လားဒါနဲ့ရလားမရဘူးအဲ့တော့ကြောင့်မို့နာခြင်းတရားတွေကိုလည်းလွန်ဆန်နိုင်လားမလွန်ဆန်နိုင်ဘူးမလွန်ဆန်တဲ့ကြောင့်မို့နာခြင်းတရားတွေမိမိတို့ရဲ့ခန္ဓာကိုယ်မှာရောက်ရှိပြီးတော့မလာခင်ကြိုတင်ပြီးတော့ကုသိုလ်တရားတွေကိုရှာဖို့ရအတွက်မသိဘူးလားသိလားသိတယ်နော်ဟုတ်တယ်မလားတဖြည်းဖြည်းနဲ့ဘယ်လိုသွားနေတာပို့ပြီးရင်နာခြင်းစီကိုသွားနေတာငငယ်ရွယ်နဲ့ပို့တယ်ယောဂတွေရတဲ့အတွက်ကြောင့်ငငယ်ရွယ်နဲ့နာတဲ့သူတွေမရှိဘူးလားရှိလားရှိတယ်နော်အဲကံတရားတွေစမ်းကြည့်ဘူးလားစမ်းကြည့်လားစမ်းကြည့်နော်နောက်တစ်ခါနံပါတ်3သိခြင်းတရားတွေကိုလည်းတရားရှိခင်စိတ်ကောင်းဝင်တဲ့သူတွေနဲ့ဦးစင်းနဲ့လွန်ဆန်နိုင်လားသိခြင်းလို့သိသွားကြတာလားမသိခြင်းမနဲ့သိသွားကြတာမသိခြင်းမနဲ့သိသွားကြတာဟုတ်တယ်မလားမသိခြင်းမနဲ့ဘာလို့သွားကြသိသွားကြတာနော်လူတိုင်းသိခြင်းလားမသိခြင်းလို့ဈေးုံဈေးကနေဖွင့်ထားတာဗောနိုင်ငံတကာမှာဟုတ်တယ်မလားသိခြင်းလူကဖွင့်နေမှာတော့လူတိုင်းသိခြင်းရလားမသိခြင်းဘူးလွယ်ပြောတဲ့ဘာဦးစင်းအဲ့ဒါဆိုလို့ရှိရင်ကိုယ့်ကိုယ်လောက်ကြံသွားတဲ့သူတွေဦးစင်းဘယ်လိုပြောချင်လဲဘာအကြောင်းပြချက်ပေးခြင်းလဲဆိုပြီးတော့မေးမယ်ဆိုရင်တော့မေးလို့မရဘူးလားရတယ်အဲ့ဒါတွေကလည်းသူတို့ကသိခြင်းလို့သိတာမဟုတ်တာသူတို့မှာဟိုယောဂီတို့တရားနာတဲ့အခါမှာကမ္မဝေဝိပါကဝေကိလေသာဝေတွေဆိုအရှိလားရှိလားဆရာတော်ဥပညာဟောတာနော်ဟုတ်တယ်မလားထားလိုက်တော့အဲ့ဒီဝိကျွေးတွေပေးဆက်ရတာမသိခြင်းမဲနဲ့သိသွားကြရတာဒီဝိကျွေးတွေကြောင်းဟုတ်ပြီလားအဲ့ကြတော့လူတိုင်းသိခြင်းလားမသိခြင်းဘူးဟုတ်တယ်မလားဦးစင်းလည်းမသိခြင်းလေဟုတ်တယ်မလားအဲ့ကြတော့လူပေါင်းလူလောကလူဘဝရရှိတယ်ဆိုတာဒုံလဘဆိုမပြောလားပြောတာဒုလဘဒုဆိုတာခဲရင်တစ်ဖြစ်လဘဆိုတာရတာပေါ့ဘယ်လိုနဲ့ရတာခဲရင်နဲ့ရတာခဲရင်နဲ့ရထားတာဒီလူဘဝမှာနော်အဲ့ကြတော့ကိုချင်းတရားတွေမလာခင်နာချင်းတရားတွေခန္ဓာကိုယ်မှာမလာခြင်းသိခြင်းတရားတွေမိမိတို့ရဲ့ခန္ဓာကိုယ်မှာမလာခင်ကြိုတင်ပြီးတော့ကုသိုလ်တရားတွေကိုကြိုးစားပွားများအမထုတ်သင့်ဘူးလားအထုတ်သင့်လားအထုတ်သင့်တယ်အကုန်လုံးကသိရမှာဟုတ်မလားအဲ့တော့ကြောင့်ဗာလဲဆိုတော့မသွားခြင်းပါပဲနဲ့နီလာတာကတဲ့လေတုတ်တန်ဩနာသေးဆိုတဲ့သိခြင်းတရားတုတ်တန်ပေါ့ဗျာနော်မသွားခြင်းမနဲ့နီလာတာဩနာသေးဆိုတဲ့တုတ်တန်မနီလာဘူးလားနီလာလားသွားခြင်းရတဲ့ဝေးနေတာပဲလေနိဗ္ဗာန်ဟုတ်တယ်မလားအခုဒီနေ့ဓမ္မတဝနာဓမ္မဒေသနာတွေလောက်ကြတယ်ဆိုတာနိဗ္ဗာန်ကိုသွားဖို့ရာအတွက်အထောက်ပံ့ရအောင်လို့ဗာဖြည့်ကြတာလေပါရမီဖြည့်ကြတာဗာဖြည့်ကြတာလေပါရမီဖြည့်ကြတာနော်အဲကြတော့လူဘဝလူခန္ဓာကိုယ်ကြီးဆိုတာကတော့အလိုပြည့်ပြီးတော့သိတဲ့မတာဆိုတာရှားပါအလိုပြည့်ပြီးသိတဲ့မတာဆိုတာမရှားဘူးလားရှားတယ်နော်အ
အလုံးမပြေဘဲနဲ့တည်သွားတဲ့ဥထုစဉ်တွေကများပါတယ်အရိယာတွေတော့မပေါ့ဘူးပေါ့နော်အလုံးမပြေဘဲနဲ့တည်တဲ့တွေများတယ်အဲကြတော့မိမိတို့ရဲ့ဘဝမှာဒေါသဒေါသမောဟဆိုတဲ့တရားတွေကိုဝင်လာမယ်ဆိုလို့ရှိရင်တောင်မှမထိန်ချုပ်တင်ဘူးလားထိန်ချုပ်တင်လားထိန်ချုပ်တင်တယ်လေဘဝခန္ဓာဆိုတာခဏလေးမှတွေ့ဆုံကြရတာဟုတ်တယ်မလားအကုန်လုံးကဘာခရီးသွားတွေလဲဘာခရီးသွားလဲတန်တရာခရီးသွားတွေဟုတ်တယ်မလားဦးဇင်းတို့လည်းခရီးသွားပဲတရားနာတဲ့တို့တခါတခါမှဦးဇင်းတို့ဗာလဲဘာတွေလဲလဲတန်တရာခရီးသွားတွေပဲဟုတ်တယ်မလားအဲကြတော့ဧည့်သည်ဗာလဲလေဧည့်သည်နတ္ထိစီရန်ဣတ္တတာဒီအတိတိစီရန်ကြာမြင့်စွာဣတ္တတာအဲ့ဒီလူဘုံမှာနတ္ထိမနေနိုင်ဘူးတဲ့ဣတ္တတာမှာထို့ကြောင့်အတိတိဧည့်သည်လို့ခေါ်တယ်လူဘုံလူလောကကြီးကိုဦးဇင်းတို့ဆရာလေးတို့ယောဂီတို့အကြာကြီးနေနိုင်မှာမလားမနေနိုင်အားကြောင့်မလုပ်ခေါ်တော့ဧည့်သည်ဘုံမှာဧည့်သည်တွေပဲဟုတ်တယ်မလားအဲမဘိတ်ခေါ်ကနေခုနကတော့လာမယ်အိုနာသေးဆိုတဲ့ဧည့်သည်တွေကလည်းရှိသေးတယ်လူဘဝမှာတော့ဧည့်သည်လာရင်ဧည့်သည်တွေအချိန်တန်ပြန်သွားဘိတ်ခေါ်လို့လာတာမလားခုနကတော့အိုနာသေးဖေးတွေရတယ်ဘိတ်ခေါ်ပဲနဲ့လာတဲ့ဧည့်သည်တွေဟုတ်ဘူးလားဟုတ်သလားဟုတ်တယ်ဟုတ်တယ်မလားအဲ့ဒါကြောင့်မို့ကုသိုလ်တရားတွေကိုကြိုးစားပွားများအမထုတ်သင့်ဘူးလားအထုတ်သင့်လားတချို့ကဒီလိုပြောတယ်ဆိုရင်ဟာဘုန်းကြီးတွေကကြောက်မဲ့ဆိုလို့ရှိရင်နတ်ပြည်နဲ့ညောင်မရဲနဲ့၆တယ်ကွာလို့ဒီလိုထင်တဲ့သူတွေမရှိဘူးလားကြည်လားဘုရားဘာသာလို့၆တာမရှိဘူးဒါလှုပ်ခြင်းဒီအကျိုးတရားရမယ်ဒီဟာလှုပ်ရင်ဒီအပြည့်ဖြစ်နိုင်တယ်လို့ပြောတာကြားရမယ်ဟောထားတာမရှိဘူးနော်အဲကြတော့ဘုရားဘာသာမှာလွတ်လပ်တယ်ဒီမိုကရေစီကြားတယ်ဆိုနော်ခရစ်ယာန်ဆိုရင်တနင်္ဂနွေနေ့တိုင်းဓမ္မကြောင့်တရားအစ္စလာမ်တွေဆိုလို့ရှိရင်တောက်ကြနေတိုင်းပရိတရားဟိန္ဒူတွေကတော့ဘယ်ရက်တယ်မသိဘူးနော်ဟိန္ဒူတွေတော့မသိဘူးဟိန္ဒူကတော့ဗြဟ္မဏတွေပေါ့နော်ဒါပါဘုရားဘာသာမှာဆရာလေးတို့ဦးဇင်းတို့ယောဂီတို့ဒီမှာတော့တပည့်တော်လာဦးမို့ပါတက်ချင်ပါလေမြန်မာပြည်မှာဆိုလို့ရှိရင်လည်းတက်ဖြစ်တဲ့ရက်လည်းရှိမယ်မတက်ဖြစ်တဲ့ရက်လည်းမရှိဘူးလားရှိမှာလားမတက်ဘူးကဘာပြောလဲဘာပြောယုံကြည်လို့ယုံကြည်မလုပ်နဲ့ဟုတ်တယ်မလားအဲလူတိုင်းမှာတော့ဒီတကူဆရာတော်ကြီးကိုပေါ့နော်ဘာလဲခီးသွားတယောက်ကရှောက်တာပေါ့ဘာရှောက်လဲရှင်ဘုရားတဲ့ဘာပြောနေတာလဲဆိုလို့ရှိရင်ပေါ့နော်ဒီတော့ဘယ်ဘာသာမှမကိုးပဲဘူးအကုန်လုံးက6လထားတဲ့ဘာသာတွေဟုတ်ပေါ့နော်ဘာသာတရားမရှိဘူးဆိုလို့ရှိရင်ဦးဇင်းတို့ကအိဆာကာမတိလိ္ဆန်နေနဲ့ဘာထူးမှာမထူးမို့လားဟုတ်တယ်မလားဘာသာတရားမရှိရင်ဆရာတော်ကြီးကဘာပြောလဲဆိုတော့ဗုဒ္ဓဘာသာပဲဖြစ်စေဟိန္ဒူပဲဖြစ်စေခရစ်ယာန်ပဲဖြစ်စေအစ္စလာမ်ပဲဖြစ်စေတခုခုတော့မင်းဘိုးကွယ်မဘိုးကွယ်ရင်တိလိ္ဆန်နေတယ်မထူးဘူးတိလိ္ဆန်ဖြစ်မယ်လို့ပြောတာမဟုတ်နော်တိတ်မထူးဘူးဆိုတဲ့အကြောင်းကိုပြောချင်တာတိလိ္ဆန်ဖြစ်မယ်လို့ပြောတာဟုတ်ရဲ့လားမဟုတ်ဘူးခြေကကိုတော်လေးကချောတယ်ဆိုနောက်ကကိုတော်ကမချောဘူးလို့ဒီလိုထင်ကြတယ်အဲ့လိုဟုတ်ရဲ့လားခြေကကိုတော်ကချောတယ်ဆိုတော့နောက်ကကိုတော်မဖြစ်တော့ရုပ်ဆိုးတဲ့ကြီးကတတ်မှတ်လို့မရဘူးကြည့်ပေါင်းပါလေကွာဆိုတာလည်းမရှိဘူးလားရှိမှလားဒီလိုအဓိပ္ပာယ်လည်းရှိတယ်ဟုတ်တယ်မလားနှစ်ခုတည်းနဲ့ပြောလို့မရဘူးဒါဟောပဲဓမ္မမို့ချင်းအာဓမ္မမို့ချင်းဓမ္မကွာဆိုပြီးတော့ဒီလိုပြောလို့ရပါမလားမရဘူးလေဆိုတော့မျက်စိမှပရိပဒါတွေကိုတော့မှအထင်လွဲခြင်းကြတယ်ပေါ့နော်မျက်စိမှပရိပဒါဆိုတာအလဲလက်လန်းစဉ်ကိုပြောတာဟုတ်လားနော်ဒါနိုင်ငံရေးတွေပါကုန်နေမှာထားမျက်စိမှပရိပဒါဗါတဲ့လေအလဲအလက်လန်းစဉ်ဖရာရဲ့လမ်းစဉ်အဲ့ဒါဟောပဲဓမ္မနဲ့အာဓမ္မချားမှဂျာနေဆိုတာမရှိအောင်ဘူးဟုတ်လားအဲ့လိုပြောတာမဟုတ်ဘူးနော်မြတ်စွာဘုရားရဲ့တရားတွေကဗါတဲ့လေမျက်စိမှပရိပဒါအလဲလက်တရားအလဲလက်လမ်းစဉ်နော်အဲကြောင့်ဘာသာတစ်ခုကရှိလို့ရှိရအောင်ပေါ့နော်မရှိရင်ဘာသာတိုင်းမှာကောင်းတဲ့ဟာတွေကောင်းတဲ့အလေးချင်းရှိပါစေဒါပေမဲ့အစွန်းရောက်တဲ့ဘာသာရေးခေါင်းဆောင်တွေလည်းအစွန်းရောက်တဲ့ဘာသာမျိုးတွေလည်းမရှိဘူးလားရှိလားရှိတယ်အရာအလုံးကအကုန်လုံးကစေ့ဖြစ်မနေဘူးလေစုံယူတွေဆိုတော့ရှိနေပါပဲဟုတ်တယ်မလားနော်အဲ့အတွက်ကြောင့်မို့ခုနကတော့ဦးဇင်းတို့ဒါအနည်းချုပ်ပြန်ချုပ်ရမယ်ဆိုလို့ရှိရင်ဘုနာတိပိတွေမလာခင်မိမိတို့ကဗုဒ္ဓဘာသာဖြစ်တဲ့ကြောင့်မို့ဗုဒ္ဓဘာသာနဲ့ဆိုင်တဲ့ဥစုကောင်းမှုတွေတော့မလုပ်သင့်ဘူးလားလုပ်သင့်လားဘုသူ့အတွက်လည်းဘုအတွက်ပဲဓမ္မောအဝေရခတိတိဓမ္မစာရဲတရားကိုကျင့်ရင်တရားကိုလိုက်နိုင်တရားပြန်လည်ပြီးတော့စောင့်ရှောက်တယ်တဲ့ဦးဇင်းပြောတာမဟုတ်ဘူးနော်ဘုရားဟောတာညနေတုန်းကလည်းသေဟုတ်စေကြီးတဲတာတွေ့တယ်
ဒိဋ္ဌာန်တွေလေးခုတွေစာပြီးသမီးစိတ်တွေသမီးဖဏနဲ့ကွယ်လွန်ပြီးတဲ့ဘုရားသက်ရှိတင်ရှားဘုရားတွေကိုကြည်ညိုတဲ့စိတ်ထားနဲ့ကိုးကွယ်ကြမယ်ကြည်ညိုကြမယ်ဆိုရင်အကျိုးတရားကအတူတူပဲဆိုရင်မြတ်စွာဘုရားကဟောထားခဲ့တာနော်မိမိရဲ့စိတ်ထားကကြည်ညိုတဲ့စိတ်ထားဖြစ်ပါတယ်လေးနက်တဲ့စိတ်ထားယုံကြည်တဲ့တရားတရားနဲ့ကိုးကွယ်ရင်အကျိုးတရားတွေကအတူတူပဲဆိုမြတ်စွာဘုရားဟောကြားထားတာနော်ဒါကြောင့်မို့ဒီဘုံချုပ်ကြရအောင်ဒီဘုံချုပ်တော့7 နာရီ17မိနစ်ရှိသွားပြီနော်အဲကြတော့နံပါတ်1ဗါတဲ့လေလက်ကုပ်3မိနစ်ဒီမှတ်မိရနော်ခက်လားနံပါတ်2ခက်လားခက်ဘူးနံပါတ်3ဒီနံတော့နံပါတ်4ဒုံချောင်းထောင်းဒုံချောင်းထောင်းမှတ်မိရနော်မှတ်မိတယ်မှတ်မိတဲ့အခါမှာနိုင်ငံခြားမှာနေကြနိုင်ငံခြားမှာနေကြတဲ့အခါမှာအတ္တနာဘိက္ခဝေရက္ခန္တောပရံရက္ခတိပရံရက္ခန္တောအတ္တနာရက္ခတိရသော်ဗျာဟောတာဘိက္ခဝေခြေသားချင်းသမီးတို့အတ္တနာမိမိကိုယ်ကိုရက္ခန္တောစောင့်ရှောက်တော်သူသည်ပရံသူတစ်ပါးကိုရက္ခတိစောင့်ရှောက်ပြီးမိမိကိုစောင့်ရှောက်ခြင်းဘု து ကိုစောင့်ရှောက်ရရောက်တယ်သူတစ်ပါးကိုစောင့်ရှောက်ရရောက်တယ်မိမိကိုယ်ကိုစောင့်ရှောက်ခြင်းဘု து ကိုစောင့်ရှောက်ရရောက်တယ်ဒါဟုတ်ပဲမိမိကိုကောင်းအောင်ကြိုးစားပြီးဆိုပြီးငယ်တော့ကလေးလေးဆိုတာချားဘူးတယ်မလားချားဘူးရနော်မိမိကိုကောင်းအောင်စောင့်ရှောက်တယ်ဆိုလို့ရှိရင်ဘယ်လိုတွေစောင့်ရှောက်ရအောင်လဲဘယ်လိုဘာတွေစောင့်ရှောက်ရရောက်တယ်ကျမ်းမာအောင်နေမယ်ဟုတ်တယ်မလားလုပ်ရင်ကြိုးစားလုပ်မယ်ဆိုလို့ရှိရင်ကိုယ်နဲ့ပတ်သက်တဲ့ချစ်ရတဲ့အဖေတို့အမေတို့ဒီကောင်မောင်နှမတို့အဖိုးအဖွားအတော်တွေစိတ်မချမ်းသာဘူးလားစိတ်ချမ်းသာမှာလားစိတ်ချမ်းသာမှာနေတဲ့ထိုင်တဲ့အတွက်ကြောင့်ပေါ့နော်ဒီဝိုင်းလေးရှာတဲ့အတွက်ကြောင့်မို့သူတို့ကတို့တရားချစ်ခင်စိတ်ကောင်းဝင်တွေကိုမြင်ပြီးတော့စိတ်မချမ်းသာဘူးလားစိတ်ချမ်းသာမှာလားတရားချစ်ခင်စိတ်ကောင်းဝင်တဲ့သူတွေကမနေတဲ့မထိုင်တဲ့မသွားတဲ့မလာတဲ့မပြောတဲ့မဆိုတဲ့ထင်သလိုနေကြမယ်ဆိုလို့ရှိရင်ကိုယ်အနိဒပတ်ဝန်းကျင်ရလူတွေစိတ်ချမ်းသာပါမလားစိတ်ချမ်းသာဘူးအနည်းဆုံးပဲကြီးဦးဇင်းတို့ကျမ်းမာရေးမကောင်းဘူးဆိုရင်ကိုယ်နဲ့ပတ်သက်တဲ့လူတွေစိတ်ဆင်းရဲအောင်လဲစိတ်ဆင်းရဲရမှာကိုယ်မနေတဲ့မထိုင်တဲ့ရင်ကိုယ်တယောက်တည်းတော်နေအားလုံးအပြောမခံရအောင်လားအပြောခံရမှာလားမြန်မာတွေကဘလို့ပါကွာညာလို့ပါကွာအပြောခံရဟုတ်တယ်မလားအပြောခံရမှာကိုကြောက်လို့မဟုတ်ဘူးနော်သို့တော့သူမကောင်းတာကသူ့ရဲ့အကြောင်းတရားပဲပြောလို့ရရင်ပြောမှာပေါ့ပြောလို့မရရင်မပြောဘူးပေါ့ဟုတ်တယ်မလားအိချိုးကပြောတိုင်းကြိုက်တာမဟုတ်ဘူးလေဘုရားတော်မှာဘုရားကတော့ကျွတ်ထက်တဲ့ဝင်နေရတယ်ပဲဟောတာပေါ့မကျွတ်ဘုရားကပုဂ္ဂလဒိဋ္ဌံဓမ္မဒိဋ္ဌံဘုရားဟောရင်နှစ်ချက်နဲ့ဟောတာဘာနဲ့ဟောတာလဲနှစ်ချက်နဲ့ဟောတာပုဂ္ဂလဒိဋ္ဌံဒီပုဂ္ဂိုလ်ကကျွတ်ထိုက်တယ်ဒီပုဂ္ဂိုလ်အဓိကထားဟောတာကျန်တဲ့သူတွေကတိုက်ဆိုင်လို့ရှိရင်ကျွတ်ကြပေါ့အဓိကထားတာသူထားဟောတာဒါပုဂ္ဂလဒိဋ္ဌံဓမ္မဒိဋ္ဌံဆိုတာတရားဟောပြီးဆိုလို့ရှိရင်ဘယ်သူမှမရည်ရွယ်ဘူးသဘောထားတိုက်ဆိုင်တဲ့လူကျွတ်ပေါ့ဒီလိုဟောတာပေါ့နော်အဲကြတော့ဘုရားရှင်လက်ထက်ကဘုရားကိုကလန်ကဆန်လုပ်တဲ့သူတွေရှိတာပဲလေဦးဇင်းတို့ကဘာမို့လဲတို့တရားရှိခင်စိတ်ကောင်းတဲ့သူကဘာမို့လဲနားမထောင်တာတွေမရှိနိုင်ဘူးလားရှိနိုင်လားရှိနိုင်တယ်အဲကြတော့ယောနီတော်မနတိကာတော့ကုသလတ္တမူလံကိုယ်စိတ်ကိုဖြည့်နှလုံးသွင်းကောင်းထားမှကိုယ်ကဘာဖြစ်မှာလဲကုသိုလ်ဖြစ်မှာနှလုံးသွင်းကောင်းထားမှဘာဖြစ်မှာလဲနှလုံးသွင်းကောင်းထားမှကုသိုလ်ဖြစ်မှာအဲကြတော့ကိုယ်ကပြောတာကောင်းစေချင်လို့ပြောတာသူကလက်မခံရင်ဟောသူတိုင်းနဲ့သူကမှလေးဆိုပြီးတော့ကိုယ့်ရဲ့မေတ္တာစိတ်ကိုတော့အပြစ်မခံနဲ့ဟုတ်ပြီလားဒါပြောချင်တာနော်အဲကြတော့အတ္တနာဘိက္ခဝေရက္ခန္တောပရံရက္ခတိပရံရက္ခန္တောအတ္တနာရက္ခတိပရံသူတော်ဘာကိုရက္ခန္တောစောင့်ရှောက်သူသည်အတ္တနာမိမိကိုယ်ကိုရက္ခတိစောင့်ရှောက်နေ၏တဲ့သူတော်ဘာတွေကိုကိုယ်ကစောင့်ရှောက်ရင်လည်းပဲဘယ်သူကိုစောင့်ရှောက်ရရောက်တယ်ကိုယ်ကိုစောင့်ရှောက်ရရောက်တယ်တဲ့ဒါပါလဲဆိုလို့ရှိရင်ကျွေးတစ်ချတယ်လို့ပြောလို့ရတာပေါ့ဗျာဘာလို့တာလဲကျွေးတစ်ချတာပေါ့ကိုကအဆင်ပြေတယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့တငယ်ချင်းတွေအဖေတွေအမေတွေညီကိုမောင်နှမတွေအဖေတွေအမေတွေတော့အကျွေးအောင်ဆက်တာပေါ့ကိုယ်တန်ငယ်တဲ့လူတွေကိုယ့်ရဲ့အဆင်ပြေတဲ့အကိုတွေညီကိုမောင်နှမတွေတငယ်ချင်းတွေပေးတာမှာတော့ဘာလို့တာလဲကျွေးတစ်ချကိုကပေးကြတယ်ကမ်းထားတယ်ဆိုလို့ရှိရင်ကိုအဆင်မပြေတဲ့အခါကိုဒုက္ခရောက်တဲ့အခါမှာသူတို့လှည့်ခိုင်းနေဆိုမလှည့်ဘူးလားလှည့်မှာလှည့်မှာပေါ့ဒါလောကသဘာဝပဲလေဟုတ်တယ်မလားငါအိမ်ဟင်းကောင်းချက်တော့ပေးထားပြီသူ့ရဲ့ဟင်းကောင်းချက်တော့ပုံစားတယ်ဆိုတော့ပေးချင်မှာပေးချင်ဘူးလေဟုတ်တယ်မလားဒါလောကရဲ့ဖြစ်နေတာကိုပြောပြတာနော်ဟုတ်တယ်မလားအဲကြတော့သူတော်ဘာတွေကိုစောင့်ရှောက်ရင်လည်းပဲပုဂ္ဂိုလ်ကိုစောင့်ရှောက်ရရောက်ပါတယ်တဲ့ဒီချို့ကြတော့မွေးပြီးပြစ်ထားတော့သာသမီတွေကမကြည့်တာလည်းရှိတတ်တာပေါ့ဗျာဒါတွေကတော့ဟိုပါတယ်ကောင်းတဲ့သာသမီရှိတယ်လို့မကောင်းတဲ့သာသမီတွေလည်းရှိတာပေါ့နော်ဒါတွေကိုလိုက်ပြီးတော့ခံစားနေလို့ဖြစ်ပါမလားအဖြစ်ဘူးမတို့မပြုစုဘူးဆိုလို့ချင်းလေဟောငါအတိတ်ကသူများတွေမကောင်းကြလို့နေမှာပဲဆိုပြီးတော့ကိုတရားနဲ့ကိုနေဖို့ဦးဇင်းတို့ကဒါ
တရားချက်ခင်စိတ်ကောင်းမင်းသူရဲ့ရှင်တဲ့ကိုဓမ္မတွေထည့်ပေးတာပေါ့နော်အဲ့ဒါကြောင့်မို့မိမလေးတို့တတိတံပစဉ်တရားဖြင့်ကုသိုလ်တရားတွေကိုကြိုးစားပွားများအထောက်နိုင်ပါစေလို့ဆုတောင်းပတ္ထနာပြုရင်းနဲ့ဦးဇင်းတို့တရားဓမ္မကိုဒီမှာပဲနေတိတံပတ်တော်အဆုံးသတ်ကြလို့ပေါ့နော်ဒုနဂတံသူမင်္ဂလံသုဘဘာတံသူဥထိတံဒုက္ခနောသူဟုတ်တော်သသူယိထံမြမစာရီတုဓမ္မောတရံပိဝိတဝနာဝိသတပိသမုခတံအာစရမရံတိတိဘဝနိဗ္ဗာနံယန္တုတာရောဣမံဓမ္မဒေသနာဤကဲ့သို့လက်ဆောင်ဆိုတဲ့တရားဓမ္မဒေသနာတော်ကိုသုတ္တဝါနာယူသည်သောနာကြရလေသောကြောင့်ဒေသနာတရားချစ်ခင်စိတ်ကောင်းဝင်ကြကုန်သောသင်သူတော်စင်သူတော်ကောင်းပေါင်းတို့သည်ဒုနဂတံယနေ့ယခုချိန်မှစ၍ကောင်းသောနဂတ်ဖြစ်နိုင်ကြပါစေသူမင်္ဂလံကောင်းသောကျက်တရေမင်္ဂလာပေါင်းတို့သည်လည်းပဲယနေ့တခြားဒီလာကဲ့သို့တိုးတက်များပြနိုင်ကြပါစေသုဘဘာတံကောင်းစွာမူသောအလင်းရောက်ခြင်းလည်းဖြစ်နိုင်ကြပါစေသူဥထိတံသာယာတန်ရှင်းကောင်းစွာအိယာမလူထားခြင်းလည်းဖြစ်နိုင်ကြပါစေဒုက္ခနောစာကောင်းသောခဏလည်းကိုစီကိုငါပိုင်ဆိုင်နိုင်ကြပါစေသူမှုဟုတ်သောစာကောင်းသောမှုဟုတ်ခဏလည်းကိုစီကိုငါပိုင်ဆိုင်နိုင်ကြပါစေမြမစာရီသူမြတ်သောအခြင်းကိုကျင့်ကြကုန်သောသူတော်ကောင်းတရားတို့၌သူရိတ်ထင်းစားကောင်းစွာပူဇော်ခြင်းလည်းဖြစ်နိုင်ကြပါစေဓမ္မောတရံလောဘဒေါသမောဟရိဟုသောအစိတ်တောက်ကင်းပြောင်းကြည်အေးတရားဤဟုသောအမြိုက်စိတ်ကိုဒီဝိတဝနာကြည်သာရွှင်ပြတောင်းကြရနာကြရလေသောကြောင့်ဝိသတဘေဘူဇာညင်နောက်ကိလေသာအစိတ်တောက်ဟူသမျှတို့သည်ဓမ္မဝဒံပိဋ္ဌာဘတ်တွင်ရှင်မရင်တကဲ့သို့ကင်းစင်လွင့်ပြောင်းဘေးမရောက်အောင်ကောင်းစွာပယ်ဖြောက်အပ်ကုန်သည်ဟွန်တုမုတ်ချမသွေဖြစ်နိုင်ကြပါစေကုန်သတည်းအဇရမရံပူခြင်းလဲကွာနာခြင်းလဲကင်းသိခြင်းလဲရှင်းထသောတိတိဘာဝံအခုခတ်သိမ်းတို့၏အင်းရင်ရာအစင်းဖြစ်ပေထသောနိဗ္ဗာန်နိဗ္ဗာန်ဟူသောအေမြို့တော်သို့သာတော်တရားချေခင်စေကောင်းဝင်ကြကုန်သောသင်သူတော်ကောင်းပေါင်းတို့သည်ယန္တုပါရမီအစဉ်အစဉ်မြင်တဲ့မြင့်၍မလင်းပုံသေးကောင်းကမသွေဆိုင်းရောက်ကြီးဆိုင်းရောက်တော်မူနိုင်ကြပါစေကုန်သတည်းကဲအဲ့ကြတော့ဒီနေ့အထုတ်ထားတယ်ပေါ့နော်ကုသိုလ်ကောင်းမှုဖို့ပါကတွေကိုမျှဝေကြမှာပေါ့နော်မိမိတို့အထုတ်ထားတဲ့ဒါနမှုသီလမှုဘာဝနာမှုဒီကုသိုလ်ကောင်းမှုတွေကိုစုတောင်းရတပို့ပြီးတော့မျှဝေကြမယ်ပေါ့နော်ဒါကတော့ဒီသက်ပေါင်းပါဘူးပေါ့နော်ဒီသက်ပတ်ပါတယ်ဆိုလို့ရှိရင်တော့ဒီသက်ဘက်ကယူခိုင်းတာမဟုတ်ဘူးနော်ဒီသက်ချတဲ့စုတောင်းတဲ့မေတ္တာပို့တဲ့မျှဝေတယ်ဆိုတာဘာပြောတာလဲဆိုလို့ရှိရင်ကောင်းမှုလည်းပြုနံပါတ်1ပါတယ်လေကောင်းမှုလည်းပြုနံပါတ်2တောင်းစုလည်းချူနံပါတ်2ပါတယ်လေနံပါတ်3အမျှဝေနံပါတ်3ပါတယ်လေကောင်းမှုလည်းပြုတောင်းစုလည်းချူအမျှဝေခေါ်လေးရည်သက်ချပါတယ်လေခေါ်လေးရည်သက်ချတောင်းရည်သက်ချတာခေါ်တယ်ပေါ့နော်အခုတော့ဦးဇင်းတို့ကတောင်းစုပြုမယ်ကောင်းမှုပြုပြီးသွားပြီဘာလို့ပြုရလဲတောင်းစုချူမယ်တောင်းချိန်ဘာလို့မှာလဲအမျှဝေရမယ်ပေါ့ညတိုင်းတို့တရားချက်ခင်စိတ်ကောင်းဝင်တဲ့သူတွေအမျှဝေတဲ့အတိုင်းပဲဝေလိုက်ကြတာပေါ့နော်ရတယ်မဟုတ်လားရတိုင်ပေးရမှာတိုင်ပေးမယ်ဆိုလို့ရှိရင်လည်းဦးဇင်းကမဟာစီတိုင်းပေါ့နော်နည်းနည်းအဲ့တိုင်ရမယ်နော်အဲ့ကျတော့လောက်လေးချင်းမျက်နှာလေးတွေချပြီးတော့စုတောင်းမေတ္တာကိုမျှဝေကြရအောင်နော်ဤသို့ပြုရာမြတ်ဘုံညကြောင့်ချမ်းမြအေးကြည်ဒေမဲ့မြည်သည်ဆွေပြီးထုံရှောင်းလမ်းမကောက်ဖဲရောက်ရပါလို့ထိုဘဝကျင်လဲရလဲနေသဗေဒံယမအပေါင်းမကောင်းဟုသမျှမတွေ့ရပဲသဗ္ဗအိစ္ဆာမင်္ဂလာကိုရွှေကာတာတိုင်းရ
စေသောယနေ့ယခုပြုပြုသမျှမြတ်ဘာကကိုမိဘဆရာယောသားနှင့်ကိုမဆောင်ကြကိုဆောင်နကအရင်စ၍ရှိသမျှလုံးစုံဘုံ31ဖြစ်ဖြစ်သမျှဝိနည်းရတို့ရကြပါစေပင်ငါဝေသည်ညာထွေသာဓုပေါ်စေသောကုသိုလ်အမြအမြအမြယူတော်မူကြပါဘုရားသာဓုသာဓုသာဓုကုသိုလ်အမြအမြအမြယူတော်မူကြပါဘုရားသာဓုသာဓုသာဓုကုသိုလ်ဒုက္ခိတာဟောတာဒုက္ခမောစရာဒီကောင်းမှုကုသိုလ်ရှိန်သောအနုဘောတို့ကြောင့်မိမိတို့သည်ယောဂခတ်သိမ်းအပြောင်းရိပ်၍ချမ်းသာဒုက္ခမန္တများတို့ကိုယ်စီကိုယ်ငါပြေဝရှာပြီလေဆင်းရဲဒုက္ခအပေါင်းမှကိုယ်စီကိုယ်ငါလွတ်မြောက်ကျော်လွှမ်းနိုင်တဲ့သူတော်ကောင်းများဖြစ်နိုင်ကြပါစေရှိတဲ့ရှိပုံဘာနဲ့ရုံတော့တော့ဒီအောင်ဘာနဲ့လဲတော့တော့လဲဒီအောင်ရဲရတယ်နဲ့တော့တော့လဲနောက်ကောဒီကိုသားဘူးအာဘောရောရရယူတဲ့ရင်တော့တော့6တော့ပြောလာဟုတ်လားကိုကိုဘာကြောင့်အဲ့လိုလားဘယ်ဦးရဟမ်အဲ့လိုလားဘယ်လိုလဲဘယ်လိုက်လို့လဲใช้บาตรญาณามหรือว่ากระจกก็จะได้ลาสิกขาอันนี้เป็นศรัทธาแห่งการเสียสละควรผมเข้าบวชเป็นเวลา5 วันแต่ก็มีความศรัทธามั่นคงทะนงแก่นในพระพุทธศาสนาคำสุดท้ายที่กระเจ้ากล่าวก็คือพุทธศาสนังกิรังกิตตุคือขอให้พระพุทธศาสนาจงเจริญมั่นคงตลอดกาลนานให้กับพักเบกสาธุสาธุผู้พิมโพเตสัทธโมแต่ข่าวเพิ่นเป็นแต่ท่านเนี่ยอยู่วัดพลพะเนาเพิ่นไปร่วมพิธีสังฆายนากับพระสังฆราชบุญทันเจ้าพระมหาชีวิตเป็นเวลา3 ปีอยู่ที่กาบะเอกสัทธสังฆายนาครั้งที่6และพระไตรปิฎกฉบับภาษาลาวเฮาก็ถือได้เอาสังฆายนาครั้งที่6เป็นหลักฐานอ้างอิงในการแปลก็ถือว่าเป็นการต่อเนื่องมีที่มาที่ไปสืบต่อมรดกคำเทพนารีให้เจริญมั่นคงอื่นจะมีพิธีใส่บาตรญาณามและก็ลาสิกขาสาธุพุทธศาสนังกิรังติคตุพุทธศาสนังกิรังติคตุพุทธศาสนังกิรังติคตุ
อให้พระพุทธศาสนาจงเจริญมั่นคงตลอดกาลนานเถิดนิพพานัสสะปัจจโยโหติขอจงเป็นปัจจัยเพื่อพระนิพพานขออนุโมทนาขอบใจสายทานศรัทธาบารมีทุกคนนาที่ช่วยประทำคำสู่วัดว่าพุทธศาสนาในอดีตปัจจุบันในอนาคตทุกทีทุกสารทุกการทุกเมื่อขอให้เป็นผลทานแก้วผลทานทิพย์ของญาติโยมทั้งหลายขอให้สุขกายสบายใจตลอดปีใหม่เปลี่ยนจุลศักราชพม่าจะถือเอาวันที่17ขึ้น1ค่ำเป็นปีใหม่เปลี่ยนจุลศักราช1387เป็น1388จุลศักราชในวันที่17ขึ้น1ค่ำเดือน6สาธุขออนุโมทนาขอบใจเจสุติมาเดตีละสินมามอมูละเปียเซ็กซันตาเดเซ็กซันตาดีใจโอ้คนว่าเซ็กซ์ว่าบอกพม่านำกระเจ้าน้อยนึงกระเจ้าก็เลยดีใจเซ็กซันตาดีใจบ่มีความสุขบ่เสียดายผมบ่มีคำถามเกิดขึ้นบ่เสียดายผมบ่เสียดายอยู่แต่ก็ผมนี่ปลงได้แต่ชีวิตบ่แน่นอนชีวิตทั้งหลายทั้งปวงอาเปียดสิเดเนาะอาเปียดสิเดอาเปียดสิดอแบบาเปียดอาเปียดสิเดอาเปียดสิดอฮะอาเปียดสิเดอาเปียดสิดอฮะโอ้โหบ่อาเปียดสิดออาเปียดสิฮะอาเปียดสิดออาเปียดสิเดเกิดขึ้นแล้วก็รับไปชีวิตบ่แน่นอนมื้อนี้เมื่อวานก็ใส่ไปแล้วมื้อนี้ก็ใส่อยู่บ่วงว่ามื้ออื่นจะได้ใส่หรือบ่ขอบ่มีสัจธรรมคำนี้เกิดขึ้นก็เลยเป็นประเพณีนิยมการบวชในช่วงในช่วงบุญปีใหม่รับโชคใส่ขออนุโมทนาขอบใจจังน้อยก็สิได้เข้าสมาธิต่ออีกยาวนาน